ကောင်းမြတ်ဆုံးရဲ့အနန္တဂုဏ်နဲ့ပြည့်စုံတော်မူသောမေတ္တာတော်ရှင်ဖဖျားကိုတော့ကျေးဇူးတင်တယ်နာမတော်ချီးမွမ်းပါတယ်ဖဒီနေ့ဘုရားခင်ကျေးဇူးတော်ပြုလာတော်အားဖြင့်ပဲအသင်းတော်သို့လာရောက်ပြီးတော့မှနှုတ်ဘတော်ဝေငါဟောပြောခွန်အားပေးရတဲ့ဖိပြင်ဆင်ပြီးလို့ကျေးဇူးတော်ကောင်းကိုရည်တက်ရှိမှန်းပါတယ်ဒါနဲ့နှုတ်ချက်သက်ခန္ဓာစိတ်ဝိညာဉ်ကိုတစားမလားဖြစ်အသုံးကမှာအသုံးပြုတော်မူပါဖဖျားဒီနေ့ကြားနာမှာယုံကြည်သူညုံမရောက်စီတိုင်းရဲ့သတ္တခန္ဓာစိတ်ဝိညာဉ်မျက်စိဖွင့်လို့ပြပါဝိညာဉ်နာကြားသိစေပါဝိညာဉ်တော်လုံးသားတကားကိုဖွင့်တဲ့ဘုရားခင်နှုတ်ဘတော်ကိုကြည်ပြီးတိဆောက်ကြဖြစ်စေဖို့ကိုရမသလမ်းပြတင်တဲ့ပြင်မှာအရှင်နာယုံနှောက်ရက်ဖြစ်စီမဲ့ဆရာဝန်ကြီးတို့နဲ့ဆုမောင်မိုက်တကူထွတ်မြတ်အာနာသက်များကိုယေရှုနာမဖြင့်ရှင်တော်မောထုတ်ဖွင့်ချပါတယ်။တန်ရှင်သောဝိညာဉ်တော်ဘုရားဒီစီစဉ်တဲ့ချိန်တိုင်းတတ်တာကိုရောလက်တကူကျွမ်းမဲ့စက္ကန့်နဲ့အစပြုတောင်းလျှောက်အနှံပါတယ်။မေတ္တာတော်ရှင်ဖယေရှုဘုရားသခင်နောက်ကဘတော်ရဲ့ကောင်းစဉ်ကတော့ဝိညာဉ်ပကတိနဲ့အသက်ရှင်ပါဒီနေ့ညနေတက်ကိုနေမေဝဒအမှုနဲ့နော့တာကျွန်တော်တို့ယုံကြည်သူဘုရားသားသမီးကဝိညာဉ်ပကတိနဲ့အသက်ရှင်မှာဖြစ်တယ်ပါအမှုဝရပကေရဆာဘုပပတိပနေပေါဘူးလေနော့တာပါနော့တာကညောနော့တာဝိညာဉ်ပကတိလူဝိညာဉ်ပကတိဝိညာဉ်သဘောနဲ့အသက်ရှင်ပေါ့ဘုရားသဘောနဲ့အသက်ရှင်ပေါ့ပါမူဒီနော့ဒီဘမေဆာပိုလီတော့ပါမူဒီနော့တာဒီကစားရတပတ်တာပြောတယ်လို့နော်ကျွန်တော်အခုဟောမယ့်တရားဟောချက်ကနှစ်ပိုင်းဖြစ်တယ်ဒီညတာဆောလကိဝနေလေအိုဒါခီဒေနော်ဒီပိုင်းကတော့ဘုရားဘာသာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးဖြစ်တယ်တတဲ့နေပြောတာတခါနေပြောတာဘာခါတော့ဝလာတစုကိနာကီရွာတဲ့ဖာလားဒီပိုင်းကတော့အေဖက်ရှော့စက်တိကနေစက်ခုံဖြစ်ပါတယ်ခီတဲ့နေပြောတာအေဖက်စုစတဲ့ကူဘလစီထောက်စက်ခုံအေဖက်ရှော့စက်တိကနေစက်ခုံဖြစ်ပါတယ်အေဖက်စုစတဲ့ကူစဘော်စီတာလစီမီနီလာအဲ့ဒါကိုကျွန်တော်တို့ဒီလိုကဖတ်ရအောင်အဝနေနေကဖာတင်တော့နော်အေဖက်စုစတော့ကူစဘော်စီတာလောကညာပါတယ်မတီရာပကွာတီလာစစီကဖာဒိုဒဝတီလေရအေဖက်ရှော့စက်တိကနေစက်ခုံဖြစ်ပါတယ်အေဖက်စုစတော့ကူစဘော်စီတာဒလာတစီနွီစီတာဒလာတစီနွီမတီရာဝဖတ်ကိုနော်ตัวท่อยว่าสุกเวกแกลยีตัวตุตรมุกลีอตาลอตาเวกเตนิกีเกดีตเมบะปกนโนดอตาปกนโนดอตาฟิดอตาปิตาญาบาเมเลตาโคดอตาโซกมอดีอีตดอตากิซาตานาโอนมุโพลอดพะลอมาตาดีเนดอဒီနေ့ရွာစုဝဲခဲလာဒီလိုသူစထလမနီအနေကတိတော့ဒီလိုသူမနာခဲလို့တော့သူကစထကြီးမာတာဒီနေ့တော့ဒီသူသူရတဲ့တော့တမေတာတော့သူထောက်တာတော့လို့တော့ဖို့တော့ပရသူထောက်တော့အတာသူကစောဘာကတော့သကုတဖို့အတကေကတော့တော့စထကေလတကေလဖောက်ဖို့နေဒီတော့သူမလောဒီမုတော်ကြီးပလမဥကေလလောအောကတေတော့ဒီထောတနာတော်ကေတော့ဥထောတောကေခောကေပုကုတော့ဒီထောတာနာလမေယောအကလူကထားကေအဲ့ဒီမှာဘာလို့ရလဲဆိုတော့ယုံကြည်သူဤလက်နက်စုံဖြစ်တယ်အဲ့ဒီလက်နက်စုံရှောင်းလို့ကျွန်တော်ဝစ်စင်ထားမှာဖြစ်တယ်မဝစ်စင်ထားဘူးဆိုရင်တော့စာရမဏကကျွန်တော်တို့လှည့်စားသွားမှာဖြစ်တယ်အခုကျွန်တော်များသောအားဖြင့်ကြည်နေရတာကယုံကြည်သူအိမ်တော်မိသားစုအတိအကျတိုင်းကစုံစမ်းနောက်ချက်ချင်းအခက်အခဲပြဿနာအမျိုးစုံနဲ့တော့မျက်ရည်နဲ့စုံစမ်းခြင်းတွေနဲ့ဝမ်းနဲ့ပြေပွဲခြင်းတွေနဲ့ရင်ဆိုင်ကြုံတွေ့ခံစားနေရတာကိုတွေ့တယ်ဒါကဘာကြောင့်လဲဝိညာဉ်သဘောနဲ့အသက်မရှင်လို့ဇာတိပဂတိသဘောနဲ့အသက်ရှင်လို့ကျွန်တော်တို့စာရကအနာယူနေတာဖြစ်တယ်ကျွန်တော်တို့မိသားစုတိုင်းကစာရန်ကိုဖွင့်ပေးနေတာဖြစ်တယ်ဒီနေ့ဘက်ပတိဝလာ
ဒီဖာတော့နေနော်ဒီမေပစုကိနာကိနာဖို့တော့နေနော်ပတ်တော့ဝဒါယောစုကဝဲဒီဖိုင်နေလောနော်မေတော့ဝါနေနော်ဒီဘောဘောဒီဖိုင်နေဒီဘောမလာကုန်တော့ဘမေမဒီပတပတ်တာတော့နော်ဒီဘောဘောတော့မဘတ်စမေကြီးဖိုတော့မဖာဒီဘတ်စမေကြီးဘောတော့တဖူတီဖူတော့ဒီဖိုင်နေလောနော်မေတော့တဆွေဝဲဒီဖိုင်တော့မကိုလင်းဟမန်တော့မေတာဟောလောနော်ဒီဘက်ရှော့စတက်ကနေစက်ခွန်နော်အဲ့ဒါပြီးပြီဟုတ်ပြီ အကဒီနော်ဘယ်ချမလို့ဖာပါလားနော် အဲ့ဒီကိုကျွန်တော်မြန်မာလိုဖတ်ပေးမယ်နော်ဟုတ်ပြီ နာကိရဖို့အစုဝဲနော် မာနဤပရိယေတို့ကိုစီးတိုင်းနိုင်ပြီးကြောင်းဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်ဆုပ်ကိုဝတ်ဆင်အောင်ကြလောတဲ့သာနာမဏတ်ကပရိယေဘောင်းဆောင်တဲ့အိမ်တော်မိသားစုတိုင်းကိုဖြိုဖျက်မှဖြိုခွဲမဲ့ပျက်စီးအောင်လုပ်မယ်အဲ့ဒီအရာကိုခံရနိုင်ဖို့ရအတွက်ကျွန်တော်တို့ဗာနဲ့လုပ်မှာလဲဝိညာဉ်သဘောနဲ့တိုက်မှရမယ်ဘုရားသဘောနဲ့တိုက်မှရမယ်ဘုရားသဘောနဲ့ပြန်ပြီးတော့မှတွန်းထုတ်မှရမယ်ဖယ်ရှားမှရမယ်ပေါ့နော်ကျွန်တော်အိမ်တော်မိသားစုနဲ့အတူပဲအိမ်တော်မိသားစုတိုင်းမှာပဲစုံစမ်းခြင်းရှိမှာပါကျွန်တော်ယုံကြည်တယ်နော်ဒါပေမဲ့ဘာကြောင့်ဒီစုံစမ်းနောက်ချက်ကြီးခံနေရတာလဲနော်များသောအားဖြင့်ကျွန်တော်ပြည်ရမိသားစုတွေကြည့်တယ်ကြောက်ကြအကောင်းရင်မိမမကောင်းအမျိုးသမီးအမျိုးသားအကောင်းရင်အမျိုးသမီးမကောင်းအမျိုးသမီးကကောင်းအမျိုးသားမကောင်းဘာကြောင့်လဲဝိညာဉ်သဘောမရှိလို့နော်ဒါကြောင့်ကျွန်တော်တို့ကောင်းကြီးမခံစားရဘူးနော်ဒီနေ့ကျွန်တော်ဘုရားသခင်ဖွင့်ပြတဲ့အတိုင်းပဲကျွန်တော်ဝင်ငါကွာပြောတော့မှဖြစ်တယ်ကျွန်တော်ဘယ်သူ့ကိုမှမမုန်းဘူးဒါကကျွန်တော်ချစ်တဲ့ကျွန်တော်မိသားစုပဲဖြစ်တယ်ကျွန်တော်ညီကောင်ကအားလုံးကျွန်တော်အကုန်လုံးချစ်တယ်ကျွန်တော်မုန်းတဲ့လူမရှိပါဘူးနော်ကျွန်တော်အကောင်းဆုံးအသက်ရှင်ခဲ့တယ်အကောင်းဆုံးမေတ္တာပြခဲ့တယ်လူတွေကိုအကောင်းဆုံးကျွန်တော်ကူညီခဲ့တယ်ဒါပေမဲ့အကောင်းဆုံးတွေကလည်းအဆိုးဆုံးတွေဖြစ်လာတယ်ဒီလေပတောက်မှုဘူးနေနော်တေဝရာလေဘီပူခဘူးမေကေနော်ဒမဝဘတ်စမေကေပရစုကိနာကိရာပိုဒီပါနော်အရာကိန်တမိခလကြီးပါနော်တမိခလဝနိုင်တဲ့ပကွစမေရာတာကိုတာကေတဲ့ဘမှုရမကောလင်းဒီမိကေပါနော်ကမလောဖာဝလကလေအဘောကမန်နမခဘလကလေအဘောလောနော်လေပူပူမေကေပတဘဝဘတ်စမေကေနော်ကတနေကိုလေပပောက်မူလtapatala bakala not tani lo lagsaya atapatani lo no inde to ne temithala wada bhi bo bo wa no ateba awer kacha ahi bo bo se ko meta dine to lo no atane ko ne nai la awata mu pu ne ba blo awer eva ko de lo do do wa ma so lo no asa ne ge ba blo ne ta la he ba ba ne ဟုတ်ပြီစနစ်ကိုကျွန်တော်ဆက်ဖတ်ရအောင်နော်အကြောင်းမူကားငါတို့သည်အသွေးသားရှိသောရန်သူတို့နှင့်တိုက်လိုက်ရကြသည်မဟုတ်အထွတ်မြတ်တို့နှင့်၎င်းအာနာစက်တို့နှင့်၎င်းလောကီမှောင်မတဲ့အစိုးရပြုသောမင်းတို့နှင့်၎င်းမိုးကောင်းကင်၌နေသောနတ်ဆိုးတို့နှင့်၎င်းတိုက်လိုက်ရကြ၏တဲ့အထွတ်မြတ်အာနာစက်ဆိုတာကကောင်းကင်မှာကောင်းကင်တမန်၃ဘွဲ့ရှိတယ်မိုးတောက်ကျဲကဘုရားသခင်ကိုငါရှောက်ဖုံးမှာကြားပြီးတော့မှနော်လောကကိုပရှားဆက်လေးစနစ်နော်လောကကိုပြစ်ချခြင်းခါတယ်ခါတဲ့အခါမှာ तू ကသူ့ရဲ့ကောင်းကင်တမန်၃စုတစ်စုကိုဆွဲရှလာတယ်ဆွဲရှလာတဲ့အခါမှာ तू ကဘာဖြစ်လဲဆိုတော့လက်စုံဝင်ကြီးစိုးလေးကို तू အဲ့ဒီကောင်းကင်တမန်မင်းတွေပဲကောင်းကင်တမန်တွေကိုဆွဲရှလာတဲ့အခါမှာအိမ်ပေါ်ကျတော့အိမ်ဆောင်နဲ့ဒရာပေါ်ကျတော့ဒရာဆောင်နဲ့လူပေါ်ကျတော့လူဆောင်နဲ့နတ်စုံဝင်ကြီးစိုးလောကအများကြီးပဲရှိတယ်ဒီအရာတွေကကျွန်တော်တို့ယုံကြည်သူဘုရားကိုတိတ်ရှိတဲ့မိသားစုဘုရားကိုအရန်နဲ့အာကိုရမိသားစုဘုရားမျက်မှောက်တော်မှာအမြဲတမ်း6နှမ်းနေတဲ့မိသားစုကစာရမဏလုံးဝမနာလို့ဘူးဆိုတာကိုတွေ့ရတယ်။ဒါကြောင့်မလို့အဲ့ဒီကောင်းကင်တမန်တွေကိုဘုရားခင်ပေးလိုက်တကူကဒီနှဆုံးဝင်ခြင်းဆိုကြီးပါလာတယ်။အဲ့ဒီအထွတ်မြတ်အာနာဆက်ဆိုအဲ့ဒါကိုပြောတာဖြစ်တယ်။နော်ဘုရားကပေးလိုက်တကူပြန်မယူဘူးပေါ့နော်။သူကပြန်မရုပ်သိမ်းဘူး။သစ္စာရှိတဲ့ဘုရားဖြစ်တယ်။ in the way parawara episode sadaku so sikhi age di teme pa pagno ro ta thui lo ta phita nya ba me lo pata ta pho do ta sogmo do ai de ka ta khi ka sa ta na o lo mu pho lo ta pha lo no da te ra ta na o lo mu pho lo ta pha ma ka ne wa te ra mu pho ne o ra ta ka tha pam nu ko ta ka tha no phe ne lo wi sa ko ne no เอาได้อยากเกี่ยวมุกโป้ลำคนนี้เนาะเป็นอะไร
แต่เป็นในมุกลีก้าวไว้ดอเนาะอร่อยเดียวแล้วละสวัสดีเราฮะโก้เนาะป้ากูได้อัพเลบ่เตอดุเนาะเป็นตะบุปูเนี่ยเนาะวันที่ผ่านเนี่ยคนเอาโซ่กันมาแล้วเนาะแกมุกลีเก็บมาแล้วเนาะ ဟုတ်ပြီဒါဘာကြောင့်ကျွန်တော်တို့ချုံနေနေရတာလဲစာလမဏေရှိမှာ บางนุคนเนอะเนาะเริ่มตัวรีบอัตรารถอัตรามันมาเข้าคนนี้บ้านหลอกที่แล้วเนาะ ကျွန်တော်တို့ဝိညာဉ်သဘောမရှိလို့ချုံနေနေတာအရာရာချုံနေနေတယ် เอาปลูเนอะเราพูดว่านอกตากิตาบาวคนนี้แล้วเนาะ ဟုတ်ပြီကျွန်တော်ဆက်သွားမယ်မြင်မြန်လေးပဲကျွန်တော်ဝင်ခါပွားပေးမယ်နောက်ပြီးဒီဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့ကျွန်တော်နိုင်ငံရှင်းပြမယ်ကျွန်တော်တို့ဘာသာကိုယ်ွယ်လဲဆိုတဲ့အကြောင်းပေါ့နော် แล้วเป็นอะไรล่ะสปอร์ตชีตา ထို့ကြောင့်ခရီးဆိုးသောနေ့ရက်ကာလ၌ကြီးတားနိုင်တဲ့ဖြစ်ကိစ္စအလုံးစုံတို့ကိုပြည့်စည်၍ခံရနိုင်မည်အကြောင်းဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံကိုယူဆောင်ကြလောတဲ့ ชีตาเดวิลเลยมาตาดีเนี่ยเนาะฮินเนยอสุกเวเคลดีตัวกุศลทลมุนีเนี่ยกเซเนาะดีตัวกุมาตาเคลวีเนาะที่กุศลทลเก ဟုတ်ပြီစက်လေးကိုဖတ်မယ်သစ္စာဒီဟုသောခါပန်းကိုစီလျက်ဖြောင်းမရှင်ပါရမီဒီဟုသောရင်အုတ်တန်စာကိုဝတ်ဆင်လျက်ငြိမ်သက်ခြင်းနဲ့ရှင်သောအေဝလိတရားကိုဟောပြောအပ်သောငါပြင်ဆင်သောအဖြစ်ဒီဟုသောရှေစုကိုစွလျက်ခံရကြတော့ จิลุเนี่ยเดี๋ยวมาสารีนกิตุตุยอดเดเนาะตามิตาดอเนาะตุทอตาดอตาลูตะโกตะชียะเนี่ยเนาะทอตุขอดอตะตะคือกุศลปะกะเนาะตาพุทธผู้ตากะเตกะดอเนาะสุทธเก ဟုတ်ပြီဆက်ရှောက်ကိုဆက်သွားမယ်မာနပိကတ်သောမိစ္ဆန်လက်နက်ကိုကာတတ်နိုင်သောယုံကြည်ရေးဒီဟုသောလွားကိုလည်းခတ်သိမ်းသောလက်နက်တို့အပေါ်မှာထပ်ဆင်း၍ယူဆောင်ကြလော จิคุเนี่ยเนาะปะปะเตวลีเนาะนัตะเคลปะโกเนี่ยดีตุตุมาลอปีมุกอลีอัปลามุเคลเลออกเกเนาะที่ทอดตันนะอะกะตอเก ဟုတ်ပြီနောက်တစ်ချက်ဆက်ဖတ်မယ်စက်ကောင်မှာပေါ့နော်ကဲတင်ချင်းဒီဟုသောတန်ခမောက်လုံးကို၎င်းဘုရားသခင်နှုတ်ကပတ်တရားဒီဟုသောဝိညာဉ်တော်ဤဓာတ်ကို၎င်းယူကြလော ชินุเนี่ยเนาะฟูทอตากิทอเกอะคุกุตุโดฮิทอตาอันนาเลอเมยอบิทาเก နှုတ်ကပတ်တော်ကသရှင်သောဝိညာဉ်တော်ဤဓာတ်ဖြစ်တယ် สาวกลุทาเนี่ยเมวราอาซอซีอันนาเนี่ยเนาะ သင်တို့ဒီနေ့နှုတ်ကပတ်တော်ဓာတ်ပေးရတာသူကခုတ်ဖို့ဖြစ်တယ် สาวเฮวราสาวปูบุกบาสุกินากินาติฟาลสาวกลุทาเนี่ยดิโดบุกฟลอราเนี่ยเนาะ သူတစ်ပါးကမခုတ်ဘူးဆိုရင်ကိုယ့်ကိုယ်ကိုပြန်ထိမှာဖြစ်တယ် เมดกลอมาเนี่ยกิบาได้บ่ล่ะเนาะน နှုတ်ကပတ်တော်ဓာတ်နဲ့ခုတ်တယ်ဆိုတာကဝင်ကဟောပြောခွန်အားပေးခိုင်းတာကိုပြောတာဖြစ်တယ် เมนาละเมเวอเทวะเนี่ยเนาะสาวกลุทาเทวะเนี่ยเมวราปสิเตลสาวกลุทาเนี่ยเนาะ ဟုတ်ပြီအဲ့ဒီမှာဗာတွေ့ရလဲဆိုတော့နှုတ်ကပတ်တော်ဓာတ်ကိုလည်းကျွန်တော်တို့ကအများနဲ့ကြိုက်ဆောင်ထားမှာဖြစ်တယ်အများနဲ့ဟောပြောဝင်ကခွာပြပေးရမှာဖြစ်တယ်ပေါ့နော်ဒီကြမ်းကြဲရဲ့အချောင်းကျဲရဲ့ဒီနောက်ချက်ဆက်တွဲတွေတော့ရှိတယ်ဒါပေမဲ့ကျွန်တော်မရေးတော့ဘူးမပြောတော့ဘူးကြာသွားမှာဆိုလို့ပေါ့နော်ကျွန်တော်နောက်တဲ့သင်ခန်းစာလေးကိုဆက်ပြောရရှိတယ်ဟုတ်ပြီဒီမှာဗာတွေ့လဲနောက်ဆုံးမှာဗာတွေ့လဲဝိညာဉ်တော်ဤဓာတ်နှုတ်ကပတ်တော်ကျွန်တော်တို့အမြဲတမ်းယုံကြည်သူတိုင်းမှာအမြဲတမ်းဖတ်ဆောင်တာမှာရွတ်ဆောင်တာမှာအမြဲတမ်းရှိထားရမှာဖြစ်တယ်ပေါ့နော်အဲ့တော့နှုတ်ကပတ်တော်မရှိဘူးဆိုတဲ့အတ္တတာကသာရမဏနိုင်ပါပဲနိုင်ယူအောင်ပါပဲနှုတ်ကပတ်တော်ရှိတဲ့အတ္တတာကတော့သာရမဏကြောက်တယ်အရန်ကြောက်တယ်အဲ့ဒီလူနော်ဟုတ်ပြီနောက်ပြီးတော့တန်ခမောက်လုံးနဲ့နော်တန်ခမောက်စစ်သားတယောက်ကအခုဒီဥစ္စာကလက်နဲ့စုပ်ကျွန်တော်ကစစ်သားတယောက်ဟုတ်ပြီတန်ခမောက်ပါမယ်ရင်အုတ်တန်တာပါမယ်ဓာတ်ပါမယ်ဖနက်ပါမယ်ဟုတ်ပြီနော်ကျွန်တော်လက်နဲ့အပြည့်စုံကျွန်တော်တို့ဝတ်ဆင်ထားမှတားလျင်တိုက်ပွဲသွားတဲ့အခါမှာကျွန်တော်တို့ထိခိုက်လဲကျွန်တော်မသိနိုင်ဘူးဟုတ်ပြီအခုကျွန်တော်တန်ခမောက်ကိုမဆောင်းလာမဲ့တိုက်ပွဲသွားဝင်မယ်ဆိုရင်တနက်ရန်သူပြည့်တဲ့တနက်ကကျွန်တော်ဘောင်းကြည့်မှာဖြစ်တယ်အခုဆာနာမဏကကျွန်တော်တို့ယေရှုရဲ့စစ်သားတွေဖြစ်တယ်ဆာနာမဏကမိစနဲ့ပြစ်မှာပဲသူလက်နဲ့မောင်းလို့မိကြီးရဘောင်းတော့ပြည့်ရဘောင်းတော့နဲ့အမျိုးမျိုးဖြုတ်ခွဲမယ်အမျိုးမျိုးဖြတ်စီးမယ်အမျိုးမျိုးရဲရဲဆက်ဆက်လုပ်မယ်သူကမနာလို့ဘူးတော့က
ဒီပမေဝဒဆရာဘုပကပါစုကိနေတာဖို့တုန်နေဘလောကရီတော့သူတကနေလောနော်လေပုံမလာဘူးကပတူရာနော့တာသူဖို့တေဖတ်လောနော်ပကုတောဝဒတကူတကူလက်ဆရာပါလောဝဒလမကပဖာတော့ဆောလနော်ဆဝစီတဒလစီနွီဘာရဖို့တလူမေကြီးနော်နော်ကိုဖလောမေကြီးနော်ပကူရရဒီကီတကူရဒီမေကြီးနော်မတမတပ်တော့နော်တာကူတာတုလကတိကတော့ဝဲတာတိပစာကတိကတော့ဝဲနေဘဘကူရတူတော့ဘဘဒူရရီလောနော်တာကူတာတုတိတဖိုင်မေလောတိုလောကလပတာမူတော့နော်ဘဘယူရာမှုကိုလေအပလမေဦးနေတယ်ပေါ့ပါလောနော်ရာတိငါနဲ့စနေမှာဝိညာဉ်အတီကိုလုံး Ini kita tinggal lah, apa ada kelaki seru ya sebab kisiki tata pimpinan lah. အားလုံးဒီဝက်ဖတ်ရအောင် Aki tinggal lah, apa malah ada lah. အားလုံးသိပြီးသားအားလုံးလွတ်ရပြီးသားဖြစ်တယ်နော် Kelaki. ဝိညာဉ်ပဂတိအကျိုးမူကားချစ်ရှင်ဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစိတ်ရှည်ခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းသစ္စာဆောင်ခြင်းနုညံ့တင်ဝေခြင်းကာမဂုဏ်ချုပ်တည်ခြင်းပေ၏တဲ့ Ini awak apa ada kelaki seru ya sebab kisiki dulu kisiki nah meta tata ni meta tata kita tu satu aku dapo tahu kita sudah su sama kita dah sudah na asal peta don tak kau tu kau tak tidak pada lo dan itu depan ini no aku dah tahu lah atau ada rumah ယုံကြည်သူမှာဒီဝိညာဉ်ပဂတိဝိညာဉ်ပဂတိနဲ့အသက်ရှင်တဲ့ယုံကြည်သူဘုရားသားသမီးစစ်မှန်တဲ့ဘုရားသားသမီးကဝိညာဉ်အတီကိုလုံးအမြဲတမ်းရှိတယ် Now, wala pasuk na gibola umul di nota. No, to de no. Pala pura nota pibla no, pala umul nota de pa de no. Pue wala nota pibla ne lo no. ဝိညာဉ်သူကဘယ်တော့မှသူများမကောင်းကြောင်းမပြောဘူးဘယ်တော့မှမကဲ့ရဲ့ဘူးဘယ်တော့မှမရှုပ်ချဘူးဘယ်တော့မှအပြစ်မတင်ဘူးဝိညာဉ်သဘောနဲ့စစ်တောင်းပေးတယ်ဝိညာဉ်သူက Pala le nota lulu de no. Pade pa de te au ba ge ba no. Pade pa de tu ka takara ba. Ini to de pade pa de thobo ne. Awa kiba tiba da le do bwe di fa ko lo no. ကျွန်တော်ကဒီညီလေးကိုမကောင်းဘူးပြောရင်ကျွန်တော်ကိုယ်တိုင်မကောင်းဘူး Awa sira je. Awa me te ji ke ne. Awa me pa de la. Awa te ki wa si ko lo no. ဘုရားသခင်ဖန်ဆင်းပေးတာမျက်စိနားနှာခေါင်းပါးစပ်လက်ခြေထောက်နှလုံးအရာခက်သိမ်းကိုဘုရားဖန်ဆင်းပေးတာတယ်မျက်စိနှုတ်ကပတ်တော်ကြည့်ဖို့ဖြစ်တယ်နားနှုတ်ကပတ်တော်ကြားဖို့ဖြစ်တယ်နှုတ်ဘုရားကိုနှုတ်ချီးမွမ်းဖို့ဖြစ်တယ်ခြေထောက်ဘုရားကြောင်းတော်ဖို့ဖြစ်တယ်လက်ချမ်းသာဖွင့်ဖို့ဖြစ်တယ်ချမ်းသာဖတ်ဖို့ကြည့်ဖို့ဖြစ်တယ် Sa te ne ba wala ki bo de pa me klina ku ko bu no. Ki bo ke la ne no. Wa da te ra la ba tu lo sa ya ko lo no ba kwa. Ba kwa do le so si do bo da do na ka sa ya ku lu ta na ba si te lo lo ko bu do ba si do to sa ya te pa ne lo no. ကျွန်တော်ယုံကြည်သူကဝိညာဉ်ပဂတိနဲ့အသက်ရှင်ဖို့ဘုရားအလိုရှိတယ် Wera ne na wera ba su na ke ba pode ata pode pa ne sa talora la ko muri nota a clear lo ne lo no. ဒါပေမဲ့ကျွန်တော်ယုံကြည်သူတိုင်းကဘာနဲ့သက်ရှင်နေလဲဆိုတော့ဇာတိပဂတိနဲ့သက်ရှင်နေတယ် Asa na ge no wera ba su na ke da bo no no me ko ne ba no. O muli pata ba ta te pha lo no. အဲဒါကောင်းကြီးပေးခြင်းမှာရဲနဲ့ကောင်းကြီးမခံစားရဘူး So ai do so ge ba lo pa sa ne di ai do la to ne do ne wa ta so ge. အတ္တစိတ်တွေမာနစိတ်တွေကြောင့်ဝိညာဉ်သဘောမရှိလို့ Obrula pata ya lo pata no. No ko ta de fa do so ko ne no. Pata mule da di lo no. ဟုတ်ပြီဘုရားကောင်းကြီးခံစားခြင်းသလားလို့တင့်ဘေးကလူကိုပြောပါတယောက်နဲ့တယောက်တင့်ဘေးကလူကိုဘုရားကောင်းကြီးခံစားခြင်းသလားလို့ပြောပါအားလုံးပြောပါ Ada teora la ti ko ko la bo ko do we me ne do ne sa ta so ge ya no ne
မပြောရင်လည်းတင်းတို့ပိုင်းပဲပြောရင်လည်းတင်းတို့ပိုင်းပဲဟုတ်ပြီနော်တင်ဘုရားကောင်းကြီးခံစားခြင်းလားလို့ပြောပါဆိုတော့မပြောလဲရတယ်ကျွန်တော်သူ့ပြောမယ်ညီလေးပြောမယ်ညီလေးဘုရားကောင်းကြီးခံစားခြင်းသလားခံစားခြင်းပါတယ်ဘုရားကောင်းကြီးခံစားခြင်းရင်ဝိညာဉ်သဘောနဲ့အသက်ရှင်ပါ မေတော့ဒုနိကစားတဆိုးနေတော့ပေါမှုဒီနော့တာကလေအဆိုနေလော ဒီမှာပြောပါပြီချစ်ရှင်းတာချစ်နိုင်လားမချစ်နိုင်ကြဘူးတရားနဲ့တရားနော်အဲ့တော့မြိတ်တိုက်ဟိုချစ်ရှင်းဝမ်းမြောက်ရှင်းတာဝမ်းမြောက်လားတရားနဲ့တရားရှင်းပါပြောတယ်မချစ်နိုင်ကြဘူးတရားနဲ့တရားဝမ်းမြောက်ပါလို့ပြောတယ်ဘုရားသခင်ကကောင်းကြီးမင်္ဂလာကိုစဉ်းစားပြီးဝမ်းမြောက်ပါလို့ပြောတယ်တစ်ချိန်လုံးကြီးထွားနေမယ်မရဘူးနော်ဟုတ်ပြီမြိတ်တိုက်ရှင်းတဲ့ကျောင်းသားလာနေပြီမိသားစုတိုင်းကနောက်ဆုံးသောကာလဂိမ်းဆုံးသောကာလသာရမဏအချိန်ရှိတော့ဘူးအမှတတိရှိရမယ်ဒီများမကောင်းတော့ပြောတယ်ကိုအကြောင်းတော့ပြောလို့မကုန်ဘူးဒီများပြစ်မမြင်တဲ့ကိုပြစ်အရှိကိုအရှိတိုင်းတတ်ရှင်ညာတခင်ဆိုလိုတာအရှိကိုအရှိတိုင်းတတ်ရှင်ကိုအပြစ်ကိုမြင်ကျွန်တော်အပြစ်ပဲကျွန်တော်မြင်တယ်အားလုံးကိုဘယ်သူမှကျွန်တော်အကောင်းပဲမြင်တယ်ဘယ်သူမှအပြစ်မမြင်ဘူးနော်ဟုတ်ပြီငြိမ်သက်ရှင်းတယ်မငြိမ်သက်နိုင်ဘူးစိတ်ရှည်ခြင်းနဲ့မလဲခါမှမတွေ့ရဘူးနော်စိတ်ရှည်ခြင်းနဲ့ကျေးဇူးပြုခြင်းနဲ့ကျေးဇူးပြုတဲ့လူအများကြီးရှိပါလေနော်ကောင်းမြတ်ခြင်းနဲ့ကောင်းမြတ်တဲ့လူတွေပါပဲအားလုံးနော်သစ္စာဆောင်ခြင်းနဲ့ဘုရားပေါ်မှာမြတ်တဲ့သစ္စာဆောင်ပါနော်အခုကခိရအိမ်တော်မိသားစုတွေပဲမိမကရတာပြီကိုဝင်ရရှိနေပြီမွေးတော့ပဲကြီးသားရမလားမရဘူးဒါကြောင့်ဒီလူခိရပဲအဲ့လိုလူကိုအခုကျွန်တော်တွဲနေတယ်တကယ်ချင်းပေါင်းသေးအများကြီးပဲကျွန်တော်အားမဆုံးမနေရတယ်နှုတ်မတော်နဲ့မရဘူးဒီလေမင်းအမျိုးသမီးကအခုမွေးဖွားတော့မယ်ကြီးသားမလုပ်ပါနဲ့ဒီနိုင်ငံဥပဒေကနေမလိုက်နဲ့ဘုရားဥပဒေနေလိုက်ကြီးသားမလုံးနဲ့ဆက်ဆံပြီးမှားပြီးဆိုလင်များပဲကျွန်တော်တို့မြန်မာပြည်ဘုန်းတော်ဘာသာအယူနဲ့ကြည့်မှဆိုတော့မြန်မာပြည်တင်းနဲ့ကြည့်မှဆိုတော့ကျွန်တော်ရှင်းတော့အားစားလို့ဒီလိုပဲမြင်တယ်နော်ဟုတ်ပြီညညတိုင်ဝေးခြင်းနဲ့ဒေါသမှကြည့်ပဲနော်ကာမဂုဏ်ချုပ်ပြီးခြင်းနဲ့ရလေလူလီဥဒိစိမရက်ဒီကျွန်တော်တို့မချုပ်ပြီးနိုင်ကြဘူးနော်ဘယ်ရမဆိုပဲဖြစ်ဖြစ်ဟုတ်ပြီမာကု97ကိုဖတ်ရအောင်နောက်တစ်ပတ်လည်းကျွန်တော်ပြောမယ်ပြီးရင်ကျွန်တော်ဒီဘုရားဘာသာအကြောင်းလေးနဲ့ပြောမယ်ဘုရားဘာသာပြောင်းလဲတဲ့သူရှိလားပါလားဘုရားဘာသာပြောင်းလဲလာလူရှိတယ်ဟုတ်ပြီအဲတရားပဲရှိကျွန်တော်ကျင့်တတ်ပြီကျွန်တော်ဘာသာကိုယ်ွယ်လဲဘာဖျားကိုယ်ွယ်လဲဆိုတော့သိမယ်ကြည့်မယ်မာကု97မှာဖတ်မယ်လေMaku sara nui sabo kisita gedi taku orpa tama gemamu gemak kwa taku tabla tama di bonyo nasati bela nasati bo nasati kijikine ta BF ta tupi ta kui ta so ta lota wi ta lu ko lu kepa ta taka ta dudue ta pa thot thot ta ta ku tba bar phani ke thawala pu le ponyo ta ki bu ne lo ဟုတ်ပြီမြန်မာလိုဖြတ်မယ်လူအတွင်းနှလုံးထဲကမကောင်းသောကြံစီခြင်းသူ့မယားကိုပြစ်မှားခြင်းမိမ့်မလွတ်နဲ့မှားယွင်းခြင်းလူအသက်ကိုတတ်ခြင်းသူ့ဥစ္စာကိုဖိုးခြင်းလောဘလူကျူးခြင်းမနာလိုခြင်းလှည့်စားခြင်းညှဉ်းညူးခြင်းညူစုခြင်းသူ့အတရေကိုဖျက်ခြင်းထောင်လွှားစော်ကားခြင်းလျှက်ပေါ်ခြင်းဤဆုံးညစ်သောအရာများတို့သည်အတွင်းမှထွက်လာ၍လူကိုညှဉ်းညူးစေကြသည်ဟုမိန့်တော်မူ၏တဲ့အရောက်စီတိုင်းမှာရှိတယ်နော်ဒါပေမဲ့ဇာတိပဂတိသဘောဒီသဘောနဲ့အသက်ရှင်မှဆိုရင်ကောင်းကြီးမခံစားရဘူးကောင်းကြီးခံစားခြင်းနဲ့ဆိုရင်တော့ကိုယ့်အပြစ်ကိုမြင်ပြီးတော့မှဘုရားကိုရှင်တဲ့အသက်တာပါတယ်ကိုယ့်အပြစ်ကိုမြင်တာတယောတစ်ကိုမှကိုယ့်အပြစ်ကိုဝန်ရှားဖော်ပြတောင်းမှလည်းဒုစရိုက်ချိမြတ်တဲ့ကိစ္စတွေကဘုရားခင်တတ်နိုင်တော်မူတယ်တဲ့နော်ကိုယ့်အပြစ်ကိုမြင်ခိုင်းတာဖြစ်တယ်နော်ဒီနေ့ကျွန်တော်တို့ချင်းချင်းကြည့်မယ်ဆိုအားနဲ့တက်ကလူတိုင်းမှာရှိတယ်အပြစ်ကလူတိုင်းမှာရှိပါတယ်တရားမှမလွတ်ဘူးနော်အဲ့တော့မလွတ်တဲ့အတွက်ကြောင့်ဒီများအကြောင်းပြောနေမယ်စားကိုအကြောင်းတော့ပြောမကုန်ဘူးအဲ့တော့ဘုရားအကြောင်းပဲပြောမယ်ဘုရားအကြောင်းပဲတွေးမယ်ဘုရားအကြောင်းပဲစဉ်းစားမယ်နော်ဟုတ်ပြီအဲ့တော့ဒီမာကု97မှာနှလုံးသားထဲကနေထွက်လာတယ်တဲ့ဘုရားသခင်ဆက်ဆုပ်ယွန်းချတာလူရဲ့နှလုံးသားပဲလူကတော့အပြင်မသနာရှိတာတော့အတေအတစ်နဲ့ဟာဆောင်တယ်ဘ
ဘုရားပြည်တယ်နဲ့တိုင်းတရားမှအမှတ်မရဘူး0ပါပဲဒါကြောင့်တော့ဝါကတိုင်လာပြီးတော့အသေးခံအတွင်းနဲ့စေကြောရွေးနှုတ်ကတင်ပေးခဲ့တာတရားရခိုင်တော့ကျေးဇူးတော်တရားကိုကျွန်တော်လက်ခံမှာအဖြစ်တရားကလွတ်မြောက်မှာဖြစ်တယ်ကျေးဇူးတော်တရားကျွန်တော်တရားရခိုင်တော့လက်ခံမှာတာကျွန်တော်တို့ကပြန်တားမိပြီးသားမှာဖြစ်တယ်ကောင်းကြီးခံသားမှာဖြစ်တယ်ဟုတ်ပြီယေရမိစက္ကုံကိုတစ်ချက်ဖတ်မယ်ဝိမရိယဆရစီနွီသဘခွေပေါ်ညောတန်နေလောနေတာတုန်နေအနေတခဲလပြေတော့အဝဲတော့ပါလို့မိမတာသိညာအောင်ရှင်းနေကြတယ်ဟုတ်ပြီဒီမှာဗာတွေ့ရလဲစိတ်နှလုံးသည်ခတ်သိမ်းသောအရာထက်ဆင်းလဲတတ်၏အလွန်ယိုယွင်းသောသဘောရှိ၏စိတ်နှလုံးသဘောကိုအဘယ်သို့သိနိုင်သနည်းငါထာဝရဘုရားသည်လူအသီးသီးတို့အားမိမိတို့အကျင့်အတိုင်းမိမိတို့ခံတိုက်သောအကျိုးအပြစ်ကိုပေးခြင်းကနှလုံးတောက်ကတို့ကိုစစ်ကြောတော်မူ၏တဲ့လူကနှလုံးသားကားတဲ့နော်အမတန်မှကောက်ကျစ်ဆင်းလဲပြီးတော့မှကျုပ်မှပတ်ဆက်တယ်ဘုရားသခင်အမြင်မှာဘုရားရဲ့အချိန်မှာနော်ဟုတ်ပြီအဲ့မှာကြည့်မယ်အောက်မှာတစ်ချက်ချက်ဖတ်မယ်စက်တစ်ကိုကောလာငှက်သည်မိမိမဥသောဝတ်ကိုဝတ်တကယ်သို့မတရားသဖြင့်ဥစ္စာကြီးမှုသောသူသည်အသက်ပြိုစဉ်ကပင်စင်ရဲခြင်းသို့ရောက်၍အဆောင်၌ကလူမိုက်ဖြစ်လိမ့်မည်တဲ့စက်တစ်ကိုဖတ်ပြပါဒီထို့ပဟူဒီဖလာအတတိပဝဲအတုနေနော်ဘလအနိဘတထုတတော်နေဘလေတတာအော်လအမှုနိဖာဖောဖာဒီကေထောပေါ်ဟာဝဖိုလတော်လားနောက်တစ်ပိုင်းဖတ်အောင်မယ်ယောမစနစ်ငယ်20ကနေ21ကိုဖတ်မယ်ယောမစနစ်ငယ်20မှ21ရိုမစရစိခီစဘကီစီတလေကစီတမတာဒီနေတော့နဒိဒန်နေမေတ္တာဝိယတာတော့ဒူအော်ကေတမေတူတာလချီတော့ဒူအော်ကေဂီလီနမေမဒီနေတော့နကပပုမေဥကဖာလောအခုနော်တူတူတမန်တူလတာတော်ကေမေမနတာအလတာဂီလီကေအဲ့ဒီမှာပါတွေ့လဲထို့ကြောင့်သင်ရန်သူသည်မွတ်တိတ်လျင်လှုပ်ကြွေးလောရင်ငတ်လျင်တောက်ကြဖို့ပေးလောထို့သောပြုလျင်သူ၏ကောင်းပုံ၌မိခဲကိုပုံထားလိုက်ပြီအဆိုးအဖြစ်အရှုံးမခံနိုင်အကောင်းအဖြစ်အဆိုးကိုနိုင်လောတဲ့အဆိုးအဖြစ်အရှုံးမခံနိုင်အကောင်းအဖြစ်အဆိုးကိုနိုင်တယ်ညာသောအဖြစ်ကတော့ဒီနောက်ကဘက်တော်အနတ်တိတ်ဘက်ကိုအနက်ဖွင့်တာကတော့ညာသောအဖြစ်ရန်သူတရားကိုကိုယ်မောင်းတိနေတဲ့ရန်သူတရားကိုတောင်းမှန်လိုက်ပေါ့ဖွင့်လုပ်ပေးလိုက်ပေါ့ဒါကောင်းတဲ့အရာတွေနဲ့အနိုင်ယူခိုင်းတာမှန်ပါတယ်မှန်တဲ့တော့မှန်ပါတယ်ဘယ်တနေ့ကကျွန်တော်ပြဿနာတစ်ခုဖြစ်တယ်ကျွန်တော်ဖျားမသိရင်သွားပြီကျွန်တော်ဖျားမကြောက်ရင်သွားပြီကျွန်တော်လောက်တာအကောင်းအဆိုးဖြစ်လာတယ်โอเคပပကျွန်တော်သွားပြီးတရားဟောတယ်သွားပြီးတော့ဆုတောင်းပေးတယ်ကျမ်းစာသွားတင်တယ်ဘုန်းကြီးလည်းအဲလာကသူ့ထိုးလိုက်တယ်ကောင်းပွဲဝါတယ်ကျွန်တော်ကကဲ့လိုက်တယ်အဲလာကကျွန်တော်မကျေနပ်ဘူးနောက်နေ့လို့ကျွန်တော်ကျွန်တော်တတ်မယ်ဆိုပြီးသွားတယ်သူ့လုံးပြုတ်သွားတယ်ဒါမှကျွန်တော်အပြင်မှာတွေ့တယ်သူတောင်းပန်တယ်တစ်ချိန်နှစ်ချိန်သုံးချိန်ငါးချိန်ဆယ်ချိန်မကတောင်းပန်တယ်ငါကြီးအကူကကျမ်းစာကင်လာတာပြဿနာမဖြစ်ချင်ဘူးစကားမများချင်ဘူးပြဿနာဖြစ်ဖို့လည်းမသိတော့ဘူးတောင်းပန်တဲ့အချိန်ချင်းဒါပေမဲ့သူကတအားနဲ့ဒီမိုက်စကားပြောပြီးတော့မှတတ်မယ်ဖြတ်မယ်ပဲသူစီစဉ်တယ်ဘယ်နဲ့ကျွန်တော်ဒါအပလိုက်ကိုသူစိတ်ခေါ်တယ်ပထမကကျွန်တော်ပြောတယ်စိတ်ခေါ်တယ်ဒါပေမဲ့ကျွန်တော်ဘာမှပြောဘူးကျွန်တော်ဒါတိသွားတယ်တိသွားတော့သူ့ဘာထုံးမယ်မလုံးနဲ့ငါသားဖေတော့ဖျားသားမျိုးဆန္ဒသားမျိုးမဟုတ်ဘူးမလုံးနဲ့လက်ဖျားနဲ့မထိနဲ့လူသက်တစ်ချောင်းတဘိုးရှိတယ်စက်ကြောင်လာနဲ့မလဲဘူးနော်တဘိုးဖြတ်လို့မရဘူးလူသက်ငရဲပဲလူသက်လို့မရငါသားအမတော်မလို့နဲ့ကားမောင်းတဲ့ရှက်မောင်းအဖေနဲ့သွားမယ်
ဒါပေမဲ့မောင်းပြီးတော့မှကျွန်တော်ကဒူရင်စီအရင်ကဒီနာရီကကိစ္စယောဂဖြစ်တဲ့ညီမလေးကျွန်တော်စေကူတာပေးတယ်စုတောင်းတာပေးတယ်ကျွန်တော်တွေ့တဲ့အခါဆရာရေးမင်္ဂလာပါဝမ်းတာတယ်ဆရာနဲ့တွေ့ရတာရမ်းပြောတယ်ညီမလေးဆရာစုတောင်းပေးလို့ညီမပျောက်သွားတယ်ဆရာစေကူပေးလို့ညီမပျောက်သွားတယ်ဆိုတော့လာနှုတ်ဆက်ကျွန်တော်လည်းကားတဲ့ဇင်တော့နှုတ်ဆက်ညီမဒူရင်စီလည်းရောင်းတယ်အားပေးအောင်ဆိုတော့တရားဖို့ကျွန်တော်အားပေးလိုက်တယ်အဲ့ဒီအချိန်မှာကျွန်တော်သားကိုလာပေါ်ထုတ်သွားပြီးတော့စိတ်ခေါ်ပြီးထိုးထားကြည့်ကြတော့ဖြစ်နေပြီဒါပေမဲ့ကျွန်တော်ပြေးသွားတယ်ငါသားကားလည်းပြောင်းတယ်ဘလုံးနဲ့သူ့တော့ကျွန်တော်နည်းနည်းတော့ဇာတိထွက်သွားတာပေါ့ဘလုံးနဲ့ငါသားမထိုးနဲ့ငါသားမင်းထိုးဖို့ငါမွေးတာမဟုတ်ဘူးဘုရားသခင်ဖန်ဆင်းလာတာဘုရားသားသမီးဖြစ်တယ်မထီတဲ့မြင်ပြုဖို့မဟုတ်ဘူးတော့ပြောတယ်မင်းကောင်းကောင်းနေပါအေးဆေးနေပါဒါပေမဲ့သူကလူမိုက်ငါမပြောတယ်မင်းပါဇက်ကိုပိတ်ပြီးတော့အေးဆေးပြန်တာဒါပေမဲ့သူကျွန်တော်စိတ်ပေါ်တယ်ဒါပေမဲ့ကိစ္စမရှိဘူးနော်ကျွန်တော်မတုံ့ပြန်ပါဘူးတော့စွတ်တောင်းပေးနေတဲ့မျက်ရည်နဲ့အဲ့ဒီလူတို့ကတကယ်စွတ်တောင်းပေးနေပါလေနော်အစိုးအကောင်းလုပ်တယ်အစိုးဖြစ်နေတယ်တကယ်ကိုယ်ဒါနဲ့ဒိုးဖို့တက်ဖို့လာတဲ့လူတယောက်ကိုတောင်းမှမလားလူထောက်ပြီးတော့တောင်းမှမလားသူမတက်ဖဲနေမလားကဲအစိုးအဖြစ်အရှောင်းမခံနဲ့အကောင်းအဖြစ်အစိုးကိုနိုင်တော့တဲ့ကျွန်တော်လည်းရှိပြီးတောင်းမှလို့မရဘူးရဲ့သူကနော်ဇာတိလူကဇာတိလုံးလုံးမှာပဲဝိညာဉ်လူကဝိညာဉ်လုံးလုံးမှာပဲဒါပေမဲ့ကျွန်တော်တို့အသေးခံမှုမဟုတ်ဘူးဆရာကြီးဦးတင်မှာခေါ်တာလေနော်တိခံပါတဲ့ခွလို့ပါရှောင်ပါရတယ်အသေးတော့မခံနဲ့တဲ့နော်ကျွန်တော်ကိုလည်းတတ်ဖို့လူချန်တီဗီချိန်ပဲဒါပေမဲ့အင်္ဂလိပ်တရားကိုလည်းဒါကတတ်တည်ရှိပါတယ်အင်္ဂလိပ်တရားကိုသူကဒေါ်လာ900ပေးပြီးကျွန်တော်တတ်ခိုင်းဘုရားသခင်ကျွန်တော်ကကွယ်ထားတယ်အသက်ရှင်တော်ဝိညာဉ်တော်ကျွန်တော်ကကွယ်ထားတယ်ကျွန်တော်မကြောက်ဘူးမနေ့ကညကျွန်တော်လူအိမ်တိမ်မှာကျွန်တော်တရားဟောတယ်ပထမတစ်ချိန်တစ်ပတ်တော့တစ်ချိန်ဟောတယ်ကျန်တာသွားတင်တယ်ဝက်ပုံနဲ့မနေ့ကညတော့ကျွန်တော်တင်လိုက်တာည6နာရီ9နာရီလောက်10နာရီလောက်ကနေကျွန်တော်တင်လိုက်တာည1နာရီထိုးသွားလည်းမသိဘူးသူလည်းမသိဘူးကျွန်တော်လည်းမသိဘူးနိုင်ကြည့်တော့1နာရီထိုးတယ်ဒါပေမဲ့ကျွန်တော်တင်နေတာလိုက်တဲ့ကျန်းကျနောက်ဆုံးဓာတ်လေး16နဲ့သူနှလုံးသားတကားပွင့်ပြီးတော့မှမျက်ရည်ကျပြီးတော့မှဝမ်းနဲ့ကြိတ်ပွဲနေတယ်ဒါပေမဲ့ကျွန်တော်တောင်းတဲ့အချိန်မှာတန်ရှင်းသောဝိညာဉ်တော်လမ်းလျှောက်နေတောင်းပေးမှာနေ့ညနေကကျွန်တော်ကသူ့တောင်းကောင်းဝင်ထားတယ်နောက်ကဘက်တော့ဟောတော့မယ်ဆိုကျွန်တော်သူ့တောင်းကောင်းဝင်ထားတယ်ဘယ်တော့မှလွယ်သုံးသက်ကြောင်မတက်ပါဘူးကျွန်တော်တက်တာမဖြစ်တော့ပါဘူးကျွန်တော်မယုတ်သိနေပါမလေးစားနေပါနောက်ကဘက်တော့လေးစားပါအသက်ရှင်တဲ့နောက်ကဘက်တော့လူတိုင်းတော့တတ်မှုရှိပါကျွန်တော်ကလူတိုင်းအတွက်တန်ဖိုးမရှိပဲနောက်ကဘက်တော့လူတိုင်းအတွက်တန်ဖိုးရှိပါတယ်နော်တရားကြီးဘုံမမရဲ့ဝိညာဉ်မျက်စာတွေဒီအများကြီးပဲတွေ့ရတယ်ဝိညာဉ်သဘောတွေအများကြီးပဲတွေ့ရတယ်နော်ဟုတ်ပြီနောက်ဗျာတကယ်ပြန်လဲရက်သွားတယ်တင်သွားတယ်နော်ဟုတ်ပြီဒီမှာတို့ကြောင့်ရန်သူဒီတဲ့မွတ်တိတ်လင်လှုပ်ကျွေးတော့တဲ့ရင်ကနေတောက်ကြဖို့ပေးတော့တဲ့သုံးပြင်းလင်သူဤကောင်းပုံနိုင်မိခဲကိုပုံထားလိုက်ပြီအစိုးရအပြည့်အရှုံးခံတဲ့အကောင်းအပြည့်သူ့ကိုနိုင်တော့တဲ့နော်ဒါပေမဲ့ဘုရားသခင်ပြင်ဆင်ပေးလိုက်တဲ့အဲ့ဒီလူလည်းအခုလုံးဝထွက်လို့မရတော့ဘူးလေနော်ဒါပေမဲ့အဲ့လိုလည်းမဖြစ်စေချင်ပါဘူးကျွန်တော်တို့ဝိညာဉ်လူကတနာဖို့ကောင်းပါလားစားကြလည်းမရှိတော့နေကြလည်းမရှိတော့ယုံကြည်သူချင်းချင်းလည်းဖြစ်တယ်သူလည်းခရိယန်တယောက်ပဲသူ့လည်းတရားတော်ဟောဖို့ပါလေနော်ကုညီချင်းပါလေဘေကံစွန့်ကြဲချင်းပါလေဒီလိုဖြစ်နေတဲ့စိတ်ကမှမကောင်းဘူးနေ့တိုင်းပဲစဉ်းစားပြီးတူးတောက်တယ်သူကဝိညာဉ်လူကအဲ့လိုဖြစ်နေတယ်အများမြင်မှာတော့လူမိုက်ပေါ့စိတ်နဲ့မကောင်းပေါ့စိတ်ခေါ်တယ်ပေါ့တချို့ကလည်းပြောဆရာဖြစ်ပြီးတော့တဏှာဖြစ်တယ်သွားစိတ်ခေါ်တယ်မဟုတ်ဘူးစိတ်မကောင်းဘူးတော့ရာသီပါလေအဖေမဲ့ကျွန်တော်တိုက်တလောက်မုန်းပါလေကျွန်တော်ဘူးမှပြန်မှာမဟုတ်ဘူးအခုတော့အော်ပရီခန်းကြီးတစ်ခန်းကဆန္ဒဖတ်အောင်နော်အော်ပရီခန်းကြီးတစ်ခန်းကဆန္ဒဖတ်ပြီးဗုဒ္ဓဘာသာအကြောင်းကိုကျွန်တော်လည်းခက်လေးရှင်းပြမယ်ခန်းကြီးတစ်ခါပဲရှိတယ်အတူတူဖတ်မယ်နော်အားလုံးဖတ်အောင်နော်ကျွန်တော်ယူတာ3နိုင်ပွဲ4နိုင်ကျော်မယ်နော်အင်ကြီးလေးဖတ်ပြပါ
ငါ đó li hồ ba đi à nó ở bên chị thì bắt đầu cứ kia lắc bên lắc bia của nó vào nhau của mình thì sau khi không người thì bắt đầu cứ kia ô ba đi à sa đốt tơ sa bố chi ye có chơi đủ rồi nó ô ba đi à này qua bắt qua bây giờ thì vào nhau thì là đây qua bây giờ thì kiểu là thiệt bắt ô bắt đi giờ đó Obadia sarat sabursiye angedi ya mutni obudo kwa kele lo di namada to ne takamana lo namada ne kapagda ke nukoda ne lo အဲ့ဒီမှာဗာတွေ့လေအကြောင်းမူကားအာဝရဘုရား၏နေ့ရက်သည်ခတ်သိမ်းသောလူမျိုးတို့နှင့်နီးပြီးတင်ပြုသည့်အတိုင်းတင်၌သူတစ်ပါးပြုလိမ့်မည်တင်ပြုသောအမှုသည်တင့်ကောင်းပေါ်သို့ရောက်ရလိမ့်မည်ကိုမတရားလှုပ်ထားရင်မတရားကိုကောင်းမပြန်ရောက်လာသိကြတယ်ညီကြီးလက်ဝါနဲ့ကြိုက်လွဲမယ်နှုတ်ကတော့ဘတော်မှမလွယ်ဘူးဘုရားဘာသာမှာခြေဝဲခုနှစ်ရက်နောက်ဝက်တစ်ကောက်တဲ့ကုသိုလ်တစ်ပဲငရဲတစ်ပိတ်တာခြေဝဲခုနှစ်ရက်မှာပြောနေအခုလောက်ခုခံမယ်အခုဖြစ်နေတယ်ကျွန်တော်လည်းစိုက်ထားခဲ့တာများလို့ရိုက်ခဲ့ရိတ်နေရတာလည်းများနေပြီထမ်းရိတ်ရှင်တော်ဘုရားသိသွားပြီအကျွမ်းမဲ့နော်ဟုတ်ပြီဒီနေ့မနက်ခင်းရောက်တဲ့အချိန်မှာညီမလေးတွေကပြောတယ်ဆရာရေးတဲ့ဒီနေ့တော့ထမင်းကောင်းကောင်းငင်းကောင်းကောင်းစားမယ်တဲ့ကျွန်တော်နားမလည်ဘူးသူပြောတာဟောနောက်ပြီးတော့သူပြောလဲဆိုတော့နှုတ်ဘွက်တော့အစာကောင်းကောင်းစားမယ်ပေါ့နော်ဟုတ်ပြီအားလုံးကအနည်းချက်ရှိပါတယ်အကောင်းမြင်ပေးပါလို့ကျွန်တော်ပြောချင်တယ် Ora ko ga ni mo dai si wa sa la na di pe me po ko po to pasan na ke pu class ko lo da lo ta vi pa ga ro ta ga ဟုတ်ပြီကျွန်တော်ကဗုဒ္ဓဘာသာပြောင်းလဲလာလူဖြစ်တဲ့အတွက်ကြောင့်ဗုဒ္ဓဘာသာကြောင့်နဲ့ငယ်ရှိပြမယ်ဒီနေ့ယုံကြည်သူညုံမအရောက်စီတိုင်းကိုကျွန်တော်မေးချင်တယ်သင်တို့ဘာဘာသာကိုယ်ွယ်တာလဲ awe ke ora lo pu pu le ဒီတပြောညီမလေးဟုတ်ဘူးအခုလက်ရှိကိုယ်ွယ်နေတာဘာဘာသာကိုယ်ွယ်လဲသူရှာဟုတ်ပြီအားလုံးပြောလို့ရတယ်ဟုတ်ပြီအဲ့ဒီခရိယံကိုယ်ခရိယံဘာသာဆိုတာမရှိဘူးကျမ်းစာတောက်လုံးပါဒါမှမဟုတ်17ရောက်မှသူကမယုံကြည်သူရတဲ့နာမည်ပေးလိုက်တာခရိယံတွေခရစ်တော်ရဲ့နောက်မှာလိုက်နေခရိယံတွေကိုခရိယံခရစ်တော်ရဲ့ကိုယ်ရံတော်တွေဆိုတော့နာမည်ပေးတာကဘာဦးကနေတော့မှဒါမှမဟုတ်17ထိကလောကခရိယံဘာသာမရှိဘူးတန်ရှင်းသူဖြောင်းမှသူထာဝရတရားသူဖြစ်တယ် what di ko da no ora bu su ke na ke na le no di temple ga si sa do me pe ke ora wa ki bo no ala wa te ora pa ki bo ne ne sa la thi la ko tu ra la mata sa ro si da peta pa sa ne wa ki bo ne ki wa no wa ta ko la ki bo ne do wa no ha bo la ora wa su ke na ke kri ti pa pa su sa ta ne so ta da ku ma saya ada hitam mah, sudah ada pun sudah. Tadi pani, wakala wakpo wakpipo ki, pene wakpipo, ada ketuni hai orang pene lah, na. Takkan ni, kalau ada lumpia, na, lumpia, ada tewa ni. Lumpia, ayupia, ahupia. Lumpia tu nak jalan apa pia ni? Jobi ba, cecili. ဟုတ်ဖေရရတာလား ဟုတ်ဖေရနော် အဲ့ဒီဖေရအကြောင်းရှင်းပြမယ် ဟုတ်ဖေရစီရနေပြီတလဲရွာလာအမေနော်ရွာလာအမေတော့ ဖေရ၄မျိုးရှိတယ်လုတ်ဖေရအုပ်ဖေရအယုတ်ဖေရဟုတ်ဖေရ ဒါဝရရွာနေလဘောပုပ္ပပပတော့နေဟိုဝရလွိလူနော်တော်တော့နေကဝရလုတ်ဖေရကစလာတပ်တီအောအုပ်ဖေရနေကစလာပတလာyenak kau iba, oh biar ni kau ambil orang lah tu, hah? โอเคဆိုတာโอเคနဲ့လောက်တာဈေးဒီဖေရ pakai rata dia lah, oh deh, aku deh, လောက်ထားတာတစ်သားနဲ့လောက်ထားတာ lu biar ni kau rata dia lah, jadi bawa bawa, memang tak hanya ada aku, memang jauh biar mau tahu အ gua, ယုတ်ဖေရဓာတ်ပုံရိုက်ပြီးတော့ချိတ်ပြီးကိုယ်ွယ်တာ tahu gua apa, အဟုတ်ဖေရနံဝိညာဉ်နဲ့ကိုယ်ွယ်ရမယ် memang saya lah, ambil tahun ni lupa. Pulau bawah lah, full lah tak ada kami tak tahu apa lagi lagi yang kau kau di mana. ဒီဖေရဗုဒ္ဓစေဗုဒ္ဓမှာမဖြစ်ဘူး Bang Jiu lah. ဗုဒ္ဓ
ဒ္ဓံစေဗုဒ္ဓမံမဖြစ်ဘူး ရတဲ့ဘာလို့ဒီပတ်တယ်လို့ကစားတမိအတော်ပေါ့ကစားလို့ပေါ့က ဒီဖျားသုံးမျိုးက တမိကစားအမိတော်ပါ ဖျား ကစားလို့တဆုတ်လို့တေခါရရိဘာမတဆုတ်လို့နော် မတည်မြဲဘူးပျက်စီးသွားမှာ တို့လို့ထူလို့ယူပါစေတော်မဘတ်ဟာကိုလို့ သာဝရဖျား မမေလည်းကစားအမိတော်နေမေလားစားလို့ထူလို့ယူမူဝဲလို့ထူလို့ယူနေလားနော် တည်မြဲသောဖျား ဟိုရလို့ထူလို့ယူလား တည်မြဲသောဖျားတည်မြဲသောဖျားသာဝရဖျား မေလည်းတဖလာရကိမကိတဲဝလီနော်ကျော်ဒါကစားလို့ထူလို့ယူနော်ယောလည်းထူလို့ယူ အနာလေးနားထောင်ပေးပါနော်ဒီဥစ္စာအကြီးကြီးတဲ့အချက်လေးဖြစ်တယ်ဒီတရားဟောချက်ရဲ့ခေါင်းစဉ်လေးကဒီသင်္ကန်းစာလေးရဲ့ခေါင်းစဉ်လေးကကျွန်တော်ပြောပြမယ်ဒီသင်္ကန်းစာရဲ့ခေါင်းစဉ်လေးကလူမောင်းမအောင်မကြောက်နဲ့ဖျားမောင်းမအောင်ကြောက်လူမောင်းရဲ့တခဏဖျားမောင်းရဲ့ထာဝရ ဒီဝရလည်းပကတော့တမလိုဝဲနေနော်မေလည်းပေါ်ညောစီတဲ့လို့နေနော်အစိုးရလောမေဟဲလက်ရွာနေမေတာလို့ထူလို့ယူလို့နော် ခဏလေးပါပြီးတော့မယ်နော်ခဏလေးပဲဒီသင်္ကန်းစာတူတူလေးပါပဲ ဒီဝရကဝီလာနော်လင်းနာရီနော်တပတ်ဝရ ကိုရဲ့ဖျားကဘာဖျားလဲဘာဘာသာလဲဆိုတာကိုရှင်းပြကြင်တာ အဲ့တော့တေဖလာဝရလည်းတဆုတနာလည်းပစုဘနာရင်းနေနော်ပစုဘနာမေကစားရွာဒီလေကလည်းနော် ဗုဒ္ဓဘာသာ Ya wek gue udah boda batanya begitu lo. Ye korbayu bah. Ta boda bah, boda ta boda bah. ဗုဒ္ဓဆိုတာဖျား Kalau boda ni kau punya ni. Salah tu, Yua, ah? yua. အယူ Memilih ta boda bah ni ta sultana. ဖျားအယူယူထားတာအဲ့ဒီဖျားအယူနဲ့ကျွန်တော်တို့ဖျားအယူနဲ့ကိုကြည့်မယ် Lo pokok ni gue udah ni ta ketu kibla papu tadi kau punya lah pelan ni. Yua do ta sultana. Yua ta sultana. ။ဗုဒ္ဓစေဗုဒ္ဓမံပါဠိလိုနော်ပါဠိလိုပါဠိနဲ့တခါလေးတွဲပြီးရှင်းပြပေးမယ်။ဗုဒ္ဓဆိုတာဘုရားဘာသာဆိုတာအယူဘုရားအယူယူထားတာဗုဒ္ဓစေဗုဒ္ဓမံဟုတ်ပြီ။နားလည်လားပြောပြပါဗုဒ္ဓစေဗုဒ္ဓမံ Boda se boda berani. Kesal ami itu. Begitu lewat. ဗုဒ္ဓစေဆိုတာရာစေ Ya ami itu. Boda se ni kau punya. ဗုဒ္ဓမံဆိုတာ ရာအမှန် Boda se ni saya atau. Dah boda berani saya ami itu lah. Dah. ဗုဒ္ဓစေဗုဒ္ဓမံဘုရားအစေဘုရားအမှန် Dah. Ya, saya ami itu. Dah kau punya di dalam lawan jam lagi. Dah kira lah. အတူနဲ့အစစ်ဘယ်တာကျွေးမလဲအစစ်ပဲကျွေးမယ်ဟုတ်တာပေါ့မှန်တာပေါ့အစစ်ပဲကျွေးမယ်လေအခုကျွန်တော်သားက Everlight ကကျွန်တော်ကိုအဖေအရင်ပဲသူ့ကိုအဖေခေါ်ရင်
ရင်ဖြစ်မှာအစ်စ်ဖြစ်မှာအတူဖြစ်မှာသူ့အဖေကအစ်စ်ဖြစ်မှာငါးပါးလေးတော့ပေါက်ကုန်ပါပြီ อย่าดูปะกันเนาะตาอัลลอฮ์เว้ยเนาะตาอัดเม็ดเนาะ ကျွန်တော်အတူပဲယူလာအစ်စ်ယူလာအစ်စ်ပဲယူမှာပေါ့ကျွန်တော်သားကျွန်တော်အဖေအစ်စ်လေးအဖေချင်းလေးအဖေအစ်စ်ပဲပေါ့ဟုတ်ပြီကျွန်တော်နိုင်ငံလေးရှင်းပြမယ်နော်ဒါလေးကပြီးတော့မယ်နော်အစစ်နဲ့တူပြပြပေးမယ်ဖန်ဆင်းရှင်အဲ့ဒီဘုရားကိုဘယ်လိုခေါ်လဲဖန်ဆင်းရှင်ကိုဘုရားအစစ်လို့ခေါ်တယ်ဗုဒ္ဓရှင်ဘုရားအစစ်လို့ခေါ်တယ်ဖန်ဆင်းရှင်ကိုဗုဒ္ဓအစစ်ဘုရားအစစ်လို့ခေါ်တယ်အတူမဖြစ်ဘူးဟုတ်ပြီရေးကြည့်ပါလေဒီချက်လေးရနော်ဘုရားဖန်ဆင်းရှင်ဖြစ်တယ်ဗုဒ္ဓရှင်ဗုဒ္ဓမှာဆိုဘုရားစစ်ဘုရားမောင်ပြောတာလေဖန်ဆင်းရှင်ကိုပြောတာအဲ့ဒီဖန်ဆင်းရှင်နာမည်ဟာထာဝရဘုရားဟုတ်ပြီဒါအနတ္တကိုဖွင့်တော့မယ်နားထောင်ပြီးပါနော်ဖန်ဆင်းခြင်းအနာမည်ဟာထာဝရဘုရားဘုရားဘာသာတစ်ချက်ပြောမယ်နော်ဒါရေးပြီးဆိုတော့ပြလိုက်ထာဝရဘုရားဘုရားဆိုတာဘုရားဟုတ်ပြီနော်ဟုတ်ပြီဘုရားဘာသာကဘာလဲဓမ္မတရားနော်ဓမ္မတရားဘုရားဘာသာဒါလုံးစင်ပတ်စင်နော်နေစာဘုရားပါဘယ်အနတ္တတော့နေစာဘုရားဓမ္မတရားဓမ္မဆိုတရားဆိုတော့ကြည်ကြံကြိုးကုပ်အထုတ်ချွတ်မှပွားများစင်ကြယ်နှလုံးသွင်းတယ်ဘုရားဖြစ်ဖို့ပြောပြပါမယ် ya do pah da boda sukina ki yo di pha na ani ne pah da dhamma tiya awati ne patu na tala dhamma tiya ne khom nyo le pagaba kombu o ma the o do pagaba sumo o pah da awati ekluk le na awati tasutan na ပါဠိနော်နေစာဗုဒ္ဓဘာသာမှာဓမ္မတရားဒီမှာကသမတရားဒီဘက်ကသမတရားလို့ခေါ်တယ်နော် emele boda sukina ki yo na bone kora la dhamma tiya rasya ne de kasaya gluk thaသမတရားနဲ့ဓမ္မတရားပါကွာတယ်အနက်တိတ်ပဲတားကွာတယ်စီနဲ့ရေလိုကွာတယ်နော်သမတရားဆိုတာတစ်ဖက်သက်မြစ်တာချင်းဓမ္မတရားဆိုတာကိုယ့်ဘက်ကိုလွတ်ယူရမယ်ပြိဋိနိဗ္ဗာန်ရောက်ဖို့ကိုယ့်ဘက်ကိုလွတ်ယူရမယ်လွတ်ယူလို့မရဘူးနော်ဟုတ်ပြီအဲ့တော့နေစာဗုဒ္ဓနဲ့ထာဝရဘုရားကိုအနက်တိတ်ပဲရှင်းပေးမယ် ini wa te pyawada dhamma tiya do dhamma tiya ne no takika Allah solo tadi le no lo so padu lo memele dhamma tiya ne kyawada taita kui phela taita kui ta duta pu lo memele dhamma tiya ne do la pagamba mala bano sa lo no pa ma mi tho pa ma no tho pa lo no ဒီဘာသာမှာဘုရား၅စုရှိတယ် memele ta pai ne wente kasaywa no wente sukina ki ne o na ye ga no ကောက်ကတန်ကုံ komti ကောက်ကတန်ကုံ ko ka tan do ဂေါနာကုံ ma cha bi ကောက်ကတန်ကုံဂေါနာကုံကတ္တဖကုံဂေါရမကုံ၄စုဖွဲ့သွားပြီ wente kasaywa ne ora wara lui ga le no ရေမရိယမြတ်စွာဘုရားတဆူကြံသေးတယ်အဲ့ဒီဘုရားကိုစောင့်မျှော်နေကြတယ် nage ni kasane wente tasutan na le oto ga le ke het paro wara wente suga na wa di ne lo no တချို့ကပြောတယ်ရေမရိယမြတ်စွာဘုရားမေရှိယ no မဟုတ်ဘူးလုံးဝပဲမဟုတ်ဘူးကျွန်တော်တို့ကိုယ်ပွယ်တဲ့ဘုရားကအစိမ့်တရားမြတ်စွာဘုရားအတုလန်အတုရှိတယ်ဘုရားမတုလို့မရဘူးဘယ်ဘုရားမရှင်လို့မရဘူးဖန်ဆင်းခြင်းထာဝရဘုရားဖြစ်တယ်ဟုတ်ပြီအဲ့တော့
ဒီမှာကျွန်တော်ပြန်ပြီးတော့နိုင်ငံပြောပြမယ်နော်ဒီဘာဘာသာကိုယ်ွက်နေရလဲဆိုတော့သိပါအောင်ကျွန်တော်တို့ဘာဘာသာကိုယ်ွက်နေလဲဆိုတော့သိပါအောင်နေဆာဆိုတော့ပါဠိလိုနော်ပါဠိလိုနေဆာအနက်ပြန်လိုက်ရင်ထာဝရရှင်းလားကျွန်တော်ပြောပြပေးမယ်ရှင်းလားနေဆာဆိုတာပါဠိလိုနေဆာဆိုတာအနက်ပြန်လိုက်ရင်ထာဝရပါဠိလိုဗုဒ္ဓအနက်ပြန်လိုက်ရင်ဘုရားနေဆာဗုဒ္ဓနဲ့ထာဝရဘုရားဘာကွာလဲ哎呀，你把看到了，我那不会的怕大国内杀然后爆炸呢，เขาเนี่ยนี่ดีต่อแล้ว内杀นี่ไม่รู้ตลอดทุกเลยอยู่นะไม่ไม่เลย爆炸นี่เกิดอยู่อันนี้แล้วเนาะအမျိုးကြီးတွေကပြောင်းလဲလာတဲ့လူတွေတော့တိတ်ကိုတန်ဖိုးရှိပါတယ်။နော်ဘယ်မှာစကားနားမလဲတဲ့ဒီဟိုရိုးရိုးဟိုနဲ့ကျွန်တော်တို့ပြင်ရင်ခီးရအားလုံးကတော့ဒါတော့ဒီမှာလို့သိနားမလဲတော့အားတော့နည်းနည်းတော့ခက်ခဲရှိတာပေါ့။ကျွန်တော်မြေဟိုမယုံကြည်တော့ပြောင်းလဲလာတဲ့လူတွေတော့တိတ်ကိုတန်ဖိုးရှိတဲ့အရာဖြစ်တယ်။ကျွန်တော်တို့ဘာသာကိုယ်ကိုယ်လဲဆိုတာအကောင့်ဖြစ်ပေါ်တော့မယ်နော်။ဟုတ်ပြီ။ထာဝရဆိုတာပါဠိလိုအနက်ပြန်လိုက်ရင်နေဆာဆိုတာပါဠိလိုအနက်ပြန်လိုက်ရင်ထာဝရဘုရားဆိုတာပါဠိလိုဘုရားအနက်ပြန်လိုက်ဗုဒ္ဓဆိုတာပါဠိလိုအနက်ပြန်လိုက်ဘုရားနေဆာဗုဒ္ဓနဲ့ထာဝရဘုရားပါကွာလဲအတူတူပဲဒါပေမဲ့ဒီမှာကဖန်ဆင်းခြင်းအကြောင်းအရာမရှိဘူးဒီမှာဖန်ဆင်းခြင်းဖြစ်တယ်ဖန်ဆင်းခြင်းဖြစ်တယ်ဖန်ဆင်းခြင်းအထာဝရဘုရားအသက်ရှင်တဲ့ဘုရားကဘာမတိမရှိမိခင်ချိတာတဲ့ဘုရားနော်哎呀，你这位他弟子到了呢，大开啊，就大过了，过了法律，เขาเนี่ยนี่大开了，他就他ใส่เราทุลอยู่เนาะเราชอบดีเลยเนาะตาขี้ไปนี่เราชอบได้เลยตาก็ไปนี่โอ้ดอกตาเปิดได้เลยตาตีเราปลาเราอ่ะเนาะไม่เลยไอ้นี่เนาะใส่เราตีเราว่ะเนาะထာဝရဆိုတာတည်မြဲခြင်းသင်္ခါရဆိုတာမတည်မြဲဘူးပြည့်စည်သွားမှာไม่เลยตาเท่าไรนี่เกี่ยวกับตาเราทุลอยู่ที่กันนี่ไม่ตาเลยตาสุดหล่อตาเราตีบ้าเนาะအဲ့တော့သူတို့ကဘာဗုဒ္ဓလဲဆိုတော့ကျွန်တော်ပြောမယ်သင်္ခါရဗုဒ္ဓเขาเนี่ยนี่ไม่ว่าได้ตาเราพุทธเนี่ยจะเป็นเรื่องเกี่ยวกับอยู่อ่ะที่ข้าราชการเนี่ยจะสู้เราอยู่แล้วโอ้ได้มูได้สู้เรามาแต่ไม่ตาเราทุลอยู่บ้าခုနပြောပြီးပြီဗုဒ္ဓจิตဗုဒ္ဓမှန်ဆိုတာဘုရားစစ်ဘုရားမှန်ကိုပြောတာနော်ဘုရားစစ်ဘုရားမှန်ဆိုတာကဗုဒ္ဓဆိုတာဘုရားအစစ်ကိုပဲပေါ်လို့ရတယ်သစ္စာဘုရားရွှေဘုရားငွေဘုရားကြောက်ဘုရားလောကဘုရားသင်္ခါရဘုရားဘယ်တော့မှဗုဒ္ဓပေါ်လို့မရဘူးဗုဒ္ဓမဖြစ်လာဘူးသင်္ခါရဗုဒ္ဓတော့ဖြစ်မယ်လူကသတ်မှတ်တာသင်္ခါရဗုဒ္ဓဖြစ်မယ်ไม่เลยก็ซาลาဒီတဝတ်တော့ဆာလဝတ်တေးသေးဖာနေနော်တကယ်တော့ဆာလလောထလို့อยู่ပါနော်ကျွန်တော်တို့ကဟာရဗုဒ္ဓဖြစ်တယ်မေလဘယ်တော့ဝဆုကိနာကေပနေကျော်တာဆာလလောထလို့อยู่နော်ထာဝရဗုဒ္ဓဘာသာအစစ်အတူမဟုတ်ဘူးဖန်ဆင်းခြင်းကိုပဲဘုရားစစ်ဘုရားမှန်လို့ခေါ်လို့ရတယ်ဖန်ဆင်းခြင်းကိုပဲဗုဒ္ဓလို့ခေါ်လို့ရတယ်ဒါကြောင့်မလို့ဗုဒ္ဓဘာသာအစစ်ဒါကြောင့်ကျွန်တော်ကိုယ်ကဗုဒ္ဓဘာသာအစစ်အတူမဟုတ်ဘူးဗုဒ္ဓစစ်ဗုဒ္ဓမှာတော့အဲ့ဒါကဲကိုဖန်ဆင်းခြင်းပြောတာဖန်ဆင်းခြင်းကိုပဲဗုဒ္ဓလို့ခေါ်လို့ရတယ်ဖန်ဆင်းခြင်းမဟုတ်ရင်ဗုဒ္ဓခေါ်လို့ပြောတစ်သားကိုလည်းဗုဒ္ဓခေါ်လို့ရတယ်တောက်တုံးလည်းဗုဒ္ဓခေါ်လို့ရတယ်တိရစ္ဆာန်လည်းဗုဒ္ဓခေါ်လို့ရတယ်လူလည်းဗုဒ္ဓခေါ်လို့ရတယ်ဒါကျမ်းစာကပြောပါလားကျမ်းစာမှာအများကြီးရှိပါတယ်နော်အဲ့တော့ဒီလိုမျိုးကျွန်တော်ရှင်းပြနိုင်ဖို့ဒီလိုမျိုးဝင်ကားဖို့ကျွန်တော်လည်းဆက်ကတ်ထားတာပါအသေးသေးနဲ့နော်ဒီရမယ်ဆက်ကတ်တာဆူတောင်းလာတယ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီနေ့ပါလာကိုယ်ွက်တယ်ဗုဒ္ဓဘာသာစစ်စစ်ထာဝရဗုဒ္ဓဖန်ဆင်းခြင်းထာဝရဘုရားရဲ့တာသမီဖြစ်တယ်အမြင့်ဆုံးသောဘုရားရဲ့တာသမီဖြစ်တယ်အဲ့ဒါမှာဗုဒ္ဓစစ်ဗုဒ္ဓမှန်လို့ခေါ်တယ်ဖန်ဆင်းခြင်းကိုဗုဒ္ဓစစ်ဗုဒ္ဓမှန်ဘုရားစစ်ဘုရားမှန်လို့ခေါ်တယ်အဲ့ဒါထာဝရဗုဒ္ဓလို့ခေါ်တယ်ထာဝရဗုဒ္ဓကအရေးကြီးတယ်နော်သင်ညတာတဲ့ဘုရားကလေပေါ့တေးသေးဘုရားမဟုတ်တေးလေးမဟုတ်ဘူးသင်္ခါရမဟုတ်ဘူးဖန်ဆင်းကမဟုတ်ဘူးထာဝရဖန်ဆင်းခြင်း
ကောင်းတဲ့မြေကြီးဆက်ကြဗလားတောတောင်ရေမြေကျယ်တွေလိုက်နေခါတယ်တိရစ္ဆာန်အရာအခက်တိုင်းကိုဖန်ဆင်းလာတဲ့အချိန်အဲ့ဒါမှဗုဒ္ဓလို့ခေါ်လို့ရတယ်အဲ့ဒါမှဗုဒ္ဓစီဗုဒ္ဓမှာလို့ခေါ်လို့ရတယ်ဒီတရားကိုကျွန်တော်ဟောတဲ့အခါမှာအကျိုးကကျွန်တော်မောင်းရမောင်းစေကိစ္စမရှိဘူးလူမောင်းရင်တခဏဘုရားမောင်းရင်ထာဝရလူမောင်းကမကြောက်ဘူးဘုရားမောင်းကပဲကြောက်တယ်ရှင်းလားကျွန်တော်တို့ရတာလည်းဘုရားအသက်ရှင်တဲ့ဖန်ဆင်းခြင်းထာဝရဘုရားတော့ချောင်းမထွက်တဲ့အကုန်သိတယ်မကောင်းတဲ့ဒါလည်းသိတယ်ကောင်းတာလို့လည်းအကုန်သိတယ်မျက်စိမကောင်းနားမပြင်းတဲ့ဟိချာရမှာပြောတာဒါကြောင့်ကျွန်တော်ဘာကြောင့်ဒီလိုဒီနေ့တော့ကတော့ဝင်ခါတယ်ဝိညာဉ်သဘောနဲ့အသက်ရှင်ပါဝိညာဉ်ပဂတိသဘောနဲ့အသက်ရှင်ပါသင်ဘုရားကောင်းကြီးခံစားခြင်းလားခံစားခြင်းဝိညာဉ်ပဂတိသဘောနဲ့အသက်ရှင်ပါဝိညာဉ်သဘောနဲ့ချောင်းလမ်းပါကျွန်တော်တို့ဇာတိပဂတိနဲ့အသက်ရှင်မယ်ဆိုရင်တော့ဘတော်မှကောင်းကြီးခံစားမှာစိတ်ဆင်းရဲမှုတွေဝမ်းနည်းကြေကွဲမှုတွေစိတ်ဒုက္ခရောက်မှုတွေကြရမှုချုပ်ချမှုဖြစ်တယ်ဘလို့တော့မှကျွန်တော်ရေးဆိုင်ထားမှာဖြစ်တယ်ဟောလူတိုင်းမှာတော့အတက်ချက်ရှိပါလေအများကလည်းညိုတစ်ချောင်းတွင်းကိုလေးယောက်နဲ့တို့ဟုတ်ပြီနော်ထိုးပါနဲ့အရှင်းချင်းညီကောင်မတွေကျွန်တော်ပြောမယ်နော်ဒါလည်းပြီးပါပြီဟုတ်ပြီဗုဒ္ဓဇေဗုဒ္ဓမှာဆိုတာဘုရားဖြစ်ဘုရားမှာပြောတာဖြစ်တယ်သင်္ဃာရဘုရားနဲ့ထာဝရဘုရားအများကြီးกว่าတယ်ဖန်ဆင်းခံတဲ့ဖန်ဆင်းခြင်းกว่าတယ်ဟောကျွန်တော်တို့ရတာဖန်ဆင်းခြင်းဖြစ်တယ်ဒီနေ့ဗုဒ္ဓဘာသာမကောင်းလားမဟုတ်ကောင်းပါတယ်လမ်းပြပခဲ့တာဖြစ်တယ်လမ်းပြဘုရားဖြစ်တယ်ဘောရမမြတ်စွာဘုရားကလမ်းပြခဲ့တာသူဘုရားဖြစ်ကစားပါလေသူဘုရားဖြစ်ကစားမှာပိဿဝဂ္ဂိ9ဦးရဟန္တာ9ဦးပဲရှိတယ်သူရန်တော်မူကနေမှာပြိဋိဘဆန်တဲ့ခါမှာပြိဋိဘဆန်တာလေအဲ့ဒါကရဟန္တာ900ရှိတယ်နော်သူကဘာဖြစ်လို့လဲဆိုတော့ရဟန္တာ900သူပြောတယ်ကိုရောမရှိတော့တဲ့နောက်မှာကျွန်တော်ဘုဒ္ဓကိုကိုရမှာလေတဲ့ဘောရိပုဂ္ဂိုလ်ညောင်တူလူပြိုဖျားမပွင့်ညာလူဖျားအလက်ကနောင်လာမဲ့အပြိုမသားထုတ်ထိတ်ထားတယ်နောင်လာမဲ့အပြိုမသားထုတ်ထိတ်ထားတယ်ဘောရမမြတ်စွာဘုရားကရဟန္တာ900ကိုမှာခဲ့တာနော်900ကိုမှာခဲ့တယ်အနာဂတတညာအတွဲ14မှာရှိတယ်အနာဂတတညာအတွဲ14မှာရှိတယ်သူကနောင်လာမဲ့ပြုံမာတာထုတ်ထိတ်ထားတယ်တချို့ကမေရှိယရေမရိယမေရှိယလော့မဟုတ်ဘူးကျွန်တော်ပြောမယ်ဝရမမြတ်စွာဘုရားပြန်လွန်တော်မူပြီးနှစ်ပေါင်း900မှာယေရှုဖွင့်တာကမ္ဘာလေကရာနေတောင်ကုန်းမှာမဿဲ1:27မှာသားယောက်ျားကိုမွေးဖွားရမည်ထိုသားကိုယေရှုတော်မြည်ပေးမယ်အဲ့ဒီဂေါရမမြတ်စွာဘုရားပွင့်နေတဲ့အချိန်ကကျွန်တော်တို့ဖေရှာယကျမ်းစာရေးနေတဲ့အချိန်ဟေရှာယပရောဖက်ဟေရှာယကျမ်းစာရေးနေတဲ့အချိန်ဂေါရမမြတ်စွာဘုရားပွင့်နေတဲ့အချိန်နော်အဲကြောင့်မလို့မဖြစ်နိုင်ဘူးဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးယေရှုကယေရှုပဲဖန်ဆင်းခြင်းဖန်ဆင်းခြင်းဖန်ဆင်းခြင်းကဖန်ဆင်းခြင်းပဲနော်အဲကြောင့်မလို့သူတန်လွန်တော်မူတဲ့အခါမှာရဟန္တာ900နော်ကျွန်တော်တို့ကိုယ်တော်မရှိတဲ့နောက်ပိုင်းမှာဘု து ကိုကိုရမှာလဲတဲ့ဘောရိပုဂ္ဂိုလ်ညောင်တူလူပြိုဖျားမပွင့်ညာလူဖျားလည်းကနောင်လာမဲ့ပြုံမှသာထွေးတယ်ကပ္ပနဲ့ကရာဏိတာတောင်ကုန်းမှာလောက်ဝကတိုင်မှာဓာလန်လေးနဲ့ပြိဋိဘဆန်ပြီးတော့မှတင်တို့ရဲ့အပြစ်ကြွေးကိုအသွေးနဲ့ဆေးကြောရွေးနှုတ်ကက်တင်ပြီးမှအဲ့ဒါယေရှုခရစ်တော်ဖြစ်တယ်အဲ့ဒါအပြစ်သားအလုံးကယ်ချွတ်မဲ့သူဖြစ်တယ်သင်ကအဲ့ဒီဘုရားကအစဉ်ပြန်မြတ်စွာဘုရားဖြစ်တယ်အတုလန်တူမရှိမြတ်စွာဘုရားအဲ့ဒီဘုရားသခင်ကိုကိုယ်မှသာနဲ့တင်တို့အပေငရဲကလွတ်မယ်ယဟန္တာ900ကျမ်းစာပိတ်လိုက်ကျမ်းစာတော့ပိတ်လိုက်ပိတ်လိုက်အဲ့ဒီတရားမျိုးပိတ်လိုက်ဘာဖြစ်လို့သူတို့ကသိသွားတယ်လေလမ်းပြခဲ့တာဘာလို့လမ်းပြဖျားလို့ကမ္ဘာလေကရာနီတော်ကမှဓာတ်လည်းလေးနဲ့ပြိဋိဘဆံမယ်အပြုံမစင်တိကပြိဋိတွေဒီမွေးဖွားလာမယ်အသားယောက်ျားမွေးဖွားမယ်အဲ့ဒီဥစ္စာကယေရှုခရစ်တော်သင်တို့ရဲ့အပြစ်သားအလုံးကိုအပြစ်ကြွေးအလုံးကိုစေကြောရွေးနှုတ်ကတင်ပြီးမှယေရှုဖြစ်တယ်အဲ့ဒီဖျားကိုယ်ပဲဘာလို့ပြောတဲ့အခါမှာဟာဒါဆိုရင်ဘယ်ရမလဲငါတို့တွေဆုံးမကုန်မှာပေါ့ငါတို့ဘာသာတောက်ပြတ်သွားမှာပေါ့ကြမ်းပက်ပိတ်လိုက်တာဘုံကြီးတိုင်းမဟုတ်ဘူးအချို့ဘုံကြီးတည်တယ်ကျွန်တော်ဘုံကျောင်းသားလက်တန်းအောင်မှထွက်လာဟုတ်ပြီဒါကြောင့်ကျွန်တော်ဒီကျောင်းရောက်ကျွန်တော်ဒါလေ့လာတာလေနောက်တစ်ချိန်ကျွန်တော်နှုတ်ကပတော့ဝင်ခါခွင့်ရခဲ့မယ်ဆိုရင်တော့ဒီအစလေးကျွန်တော်ရှင်းသက်သွားမယ်ကျွန်တော်ပြီးခဲ့တဲ့ဟုတ်ကျွန်တော်တစ်ပတ်ကတော့ခရီးသွားရလို့ပေါ့နော်ကျွန်တော်ဆက်ကထားတာအိမ်တော်ရေးတရားဆက်ကထားတာဖြစ်တယ်
အခုတော့ကျွန်တော်အဲ့ဒီတရားမဟုတ်ပဲနဲ့ဒီတရားကိုဘုရားသခင်ဖွင့်ပြလို့ကျွန်တော်ဝေဖန်တာဖြစ်တယ်ပေါ့နော်အဲ့တော့ယုံကြည်သူပါလာတဲ့အတွက်လည်းနည်းနည်းတော့ကျိုးရှိမှာပါကျွန်တော်ယုံကြည်ပါတယ်နော်ကြာကောင်းဖွင့်လို့ပြပါကျွန်တော်နှုတ်ဘက်တော်เนี่ยကျွန်တော်တို့လောကထဲမှာရှိကုန်တာများပါတယ်နော်။ဒါပေမဲ့ကျွန်တော်တို့ဘုရားနဲ့ရှိယူတာမင်္ဂလာရှိပါလေ။နော်။လူက7:28မှာလည်းဘုရားခင်မှာပြောလဲ။နှုတ်ဘက်တော်နားထောင်လို့သူဒီမြတ်စွာသောမင်္ဂလာရှိတယ်တဲ့နော်။အကဲကိုမင်္ဂလာရှိပါတယ်နော်။ကျွန်တော်တို့လူသားတယောက်အနေနဲ့ဘာမှမဟုတ်ပါဘူးဘုရားရှိမှာ။နောက်ရှိပုံတွေကရွေးကောက်ထားတာပဲ။ဘာမှမဟုတ်ဘူး0ပဲ။နော်။ဒါပေမဲ့ဘုရားသခင်ကျွန်တော်ကိုဒီနေ့သုံးနေတာဖြစ်တယ်။ကျွန်တော်ကနော်တကယ်ပဲဘုရားကကျွန်တော်ရွေးကောက်ခဲ့တာကျွန်တော်ကဦးလေးဖြစ်တယ်ကျွန်တော်မိသားစုပါတေချာလုံးဘုရားဘာသာဒီမိသားစုကိုချွေမျိုးတိုင်းဝိုင်းကိုပါအားလုံးဘုရားဘာသာပဲဒါပေမဲ့ကျွန်တော်ဒီနေ့ဘာကြောင့်ဒီတောင်းဟောနိုင်လဲဘာကြောင့်ပြောနိုင်လဲတတ်ရှင်သောဝိညာဉ်တော်ကျွန်တော်ဖွင့်ပြပေးလို့ပါဘုရားသခင်ကျေးဇူးတော်ကြောင့်ပါနော်ကြောင်းတဲ့တောင်ဖေးမှာပါဒီဝန်တော်မလေးကြောင်းတဲ့တောင်အခက်ခဲရှိရင်စွတောင်းပေးပါနော်ဘုရားတော်ဆိုဆရာကပြေတက်လာရတယ်စိတ်မကောင်းဘူးနောက်ကစွတောင်းပေးတယ်နော်ဇမတာကြီးဆိုလဲဒီမကောင်းဘူးပြေရောက်သွားတယ်စွတောင်းပေးတယ်ကျွန်တော်စိတ်မကောင်းဘူးဒါပေမဲ့ကျွန်တော်ဆရာမဆိုရင်ကျွန်တော်ကြမ်းကြက်လေးနဲ့လာပြီးတော့မှဟိုခွာပေးတာပေါ့နော်ကိုယ်တိုင်မသွားနိုင်ပေမဲ့ကြမ်းကြက်လေးတွေနဲ့အနာရောဂါငြိမ်းတဲ့ကြမ်းကြက်လေးတွေနဲ့နော်အဲ့ဒါခွာပေးပါလေကျန်တဲ့ဖုန်းနံပါတ်ပို့ပြီးတော့ကျွန်တော်ခွာပေးတယ်နော်အဓိကကကျွန်တော်တို့အရောက်စီတိုင်းမှာစုံစမ်းခြင်းရှိမယ်ပြဿနာရှိမယ်အခက်အခဲတွေရှိမယ်အချက်ကွဲစရာတွေအများကြီးရှိမယ်ဒါပေမဲ့အဲ့ဒီအရာကိုသွားပြီးမကဲ့ရမချုပ်ကြအပြစ်မတင်ပါနဲ့ကျွန်တော်လည်းမလွတ်ဘူးတရားမှနော်အားလုံးကအပြစ်သားပါပဲဒါပေမဲ့စွတောင်းပေးပါဝိညာဉ်ကြီးကိုမတော်စိတ်တဲ့ဝိညာဉ်သဘောနဲ့စွတောင်းပေးပါနော်ဘုရားသခင်ကောင်းချီးပြန်ပေးမှာပါစွတောင်းပေးတဲ့လူအလကားမထားဘူးတင်းတော့ကတခေါင်းစွတောင်းပေးတခေါင်းတောင်းလို့ရှိတယ်နော်အဲကြောင့်မလို့ကျွန်တော်တို့ကိုယ်ွယ်တာပါလာလဲထာဝရဗုဒ္ဓထာဝရဖန်ဆင်းရှင်သင်္ခါရဗုဒ္ဓဘုရားထာဝရဗုဒ္ဓဖန်ဆင်းရှင်ထာဝရဘုရားကိုယ်ွယ်တာအမြင့်ဆုံးသောဘုရားဖြစ်တယ်အစိတ်တရားဆိုတာအတုလန်တူရှိမြတ်စွာဘုရားနော်အဲကြောင့်မလို့ဘုရားမြတ်စွာဘုရားလမ်းပြခဲ့တာကျွန်တော်တို့နော်လူသားအားလုံးကျင့်ငါလိုကျင့်ငါလိုရမယ်ဒါပေမဲ့လူသားအဘိဓမ္မာမကျင့်နိုင်ပါဘူးဒါပေမဲ့သူသိတယ်နော်ဘုရားဘာသာတချို့သိတယ်အားလုံးပဲနော်ဒီနေ့ကျွန်တော်ဘုရားဘာသာမကောင်းကြောင်းတစ်ခုမှမပြောဘူးဒီနေ့ကျွန်တော်ပြောသွားတာဘာသာနဲ့ခွဲခြားပြသွားတာပဲနော်ခွဲခြားပြသွားတာပဲကျွန်တော်တို့ရထားတဲ့ဘုရားကပို့တင်ပြဖို့ဘူးဗုဒ္ဓကျင့်ဗုဒ္ဓမှာဘုရားကျင့်ဘုရားမှာဖန်ဆင်းခြင်းကိုပဲဗုဒ္ဓကျင့်ဗုဒ္ဓမှာခေါ်လို့ရတယ်ဖန်ဆင်းခြင်းကိုပဲဗုဒ္ဓလို့ခေါ်လို့ရတယ်ဘုရားလို့ခေါ်လို့ရတယ်ဆိုတော့ကိုရှင်းပြခြင်းဖြစ်တယ်နော်ရောက်စီတိုင်းဘုရားသခင်ကောင်းချီးပေးပါစေနားထောင်ပေးတဲ့အတွက်အရန်ကိုကျေးဇူးတင်ပါတယ်တောင်းရအောင်ကောင်းတဲ့ဆုံးလေးရဲ့အနာတကုနဲ့ပြည့်စုံတော်မူသောမေတ္တာတော်ရှင်ဖခင်ကိုတော့ကျေးဇူးတင်တယ်နာမတော်ချီးမွမ်းပါတယ်အချိန်တိုင်းအတွက်ကိုရလက်တဲ့အနာပါတယ်ဒီနေ့နှုတ်ချပါစခဏဆေးဝိညာဉ်ဝင်းကဟောပြောသောအရာလုံးစုံတစ်ခုစီတိုင်းမှာထိပြေဒီစောင့်ကြဖြစ်စေပါအရောက်စီတိုင်းပေါ်မှာဘုရားသခင်ဝိညာဉ်ပဂတိသဘောနဲ့အသက်ရှင်ပြီးတရားကိုတရားဖိမှပြီးတော့မှဝိညာဉ်သဘောနဲ့အသက်ရှင်ချောင်းလန်းနိုင်ဖို့တရားနဲ့ကြောင့်ဝိညာဉ်သဘောနဲ့မိတ္တာဖွဲ့နိုင်ပါပြီတောင်ကိုယ်တော်မဆာလမ်းပြသူတွေပြည့်ပြမှာအရောက်စီတိုင်းအိမ်တော်မိသားစုတိုင်းကိုယေရှုနာမလွှမ်းခြုံတယ်အသွေးတော်နဲ့လွှမ်းခြုံတယ်ဝိညာဉ်တော်မိနဲ့လွှမ်းခြုံပါတယ်ဖခင်သာနာမနာပြည့်ခဲ့သောမိစနဲ့မကောင်းသောမှုရာလုံးစုံကိုကာတတ်နိုင်ပါပြီတောင်းလဲတာမီတို့ယုံကြည်သူဝိစင်ရမယ်ဝိစင်ထားရမယ်ဒီအေဖက်6စက်တင်ဘာ7ရက်ထိဘုရားသခင်လက်သက်ဆုံးကိုလည်းဝိစင်နိုင်ဖို့ဝိညာဉ်သဘောရှိဖို့ကိုတော်မဆာလမ်းပြသူတွေပြည့်ပြမှာတန်ရှင်သောဝိညာဉ်တော်ဘုရားအပြန်အလှန်လေးစားမှုတွေနားလည်မှုတွေနဲ့အပြန်အလှန်ရှင်းရှင်းမြတ်တာတွေနဲ့ဒီဆောက်နိုင်တဲ့အတ္တတာဖြစ်ဖို့ကိုတော်မဆာတော်မူပါဒီဝိညာဉ်ရေးရမှာဒီအစင်းတော်မှာရှိတဲ့ယုံကြည်သူသားမီးရောက်စီတိုင်းအကြီးဆုံးမှာငယ်ဆုံးထိတိုင်အောင်ဝိညာဉ်သဘောနဲ့လက်တွဲပြီးရှောက်နိုင်ဖို့တိုးတက်စေဖို့ဝိညာဉ်ရေးရရင့်ကျက်ကြီးထွားစေဖို့ရတဲ့ကိုတော်မဆာလမ်းပြသူတွေပြည့်ပြမှာအားနဲ့ကြမဆုံးလေတော့ရှိတဲ့အရာလုံးစုံကိုလည်းဝင်ရှတောင်းပါပါတယ်ခွင့်လို့ပြပါကျေးဇူးတော်ဘာကိုရည်တွက်ချီးမွမ်းတဲ့အချိန်တိုင်းတတ်တာလုံးစုံတော့ကိုရလက်တွေကိုကျွမ်းမဲ့စက္ကန့်နဲ့တောင်းချောင်းအနှံပါတယ်မေတ္တာတော်ရှင်အဖယေရှုခရစ်တော်ဘုရားသခင်အာမင်အဲ့ဒါရောက်စင်ဘုရားရှင်ကောင်းကြီးပြပါစေ